ဘုံတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်သာဝတိပြေမွန်စေတွန်ခေါ်ကြောင်းတိုက်တော်မှာရာပဋ္ဌာလေးလေးပြင်းများညီရွှင်ပြုံးတရင်သုံးစံပေတော်မူနေစဉ်ခါကာလစီတုံးကဒေနာခောပဏသမယေနအာယတမပုံသောယေနဘဂဝတေနုပသင်္ကမိတဲ့မြတ်စွာဘုရားထံကိုယဟန်တပါးရောက်လာတဲ့ပိသယေအဲ့ဒီမထေများရဲ့ဘွဲတော်ကမဟာပုံနာတဲ့ဘယ်သူတဲ့လေဘုန်းကြီးတို့မြတ်စွာဘုရားတာတော်မှာပုံနာဆိုတဲ့နာမည်တူတွေအများကြီးရှိတယ်။ဟိုးရာဇကြိုမြို့သူမနတထေကြီးရဲ့အိမ်နောက်ဖက်မှာတွေ့ကပ်ပြီးတော့နေရတဲ့မောင်ပုံနာတို့မဲဥတ္တရာတို့အဲ့ဒီမှာလဲပုံနာဆိုတဲ့နာမည်တစ်ခုရှိတယ်။နောက်တဲ့အခါនិရောဓသမဘဝင်စားပြီးထလာတဲ့ရှင်သာရိပုတ္တရာကြီးကိုဆွနဲ့ရေဘူးရေချမ်းနေလှူလို့မြေဆိုင်ကဲတွေကရွှေတွေဖြစ်သွားတယ်ပုံနာတထေဆိုတာလည်းရှိပါတယ်အခုဘုန်းကြီးတို့ပြောမဲ့ဒီမဟာပုံနာဆိုတာကရာဇဂိုကလည်းမဟုတ်ဘူးတာဝတိကလည်းမဟုတ်ဘူးဘယ်မြို့ကတော့ဆိုရင်ပြည်သက်တွေမြန်မာနိုင်ငံသားကုံတယ်ကြီးတူတဲ့ဒီနေ့ခေါ်တော့မြန်မာနိုင်ငံပေါ့ရှေ့ကခေါ်တော့ပြည်သက်တွေဘုန်းကြီးတို့မြန်မာနိုင်ငံဟာမြတ်စွာဘုရားသာသနာတော်မရောက်ခင်ပေါ့ပစ္စန္တရထလို့ခေါ်တယ်ဘုန်းကြီးတို့မြန်မာနိုင်ငံကိုပစ္စန္တရိတဲ့ဒီနေ့အနေနဲ့ပြောမယ်ဆိုရင်ဘုန်းကြီးတို့အဲ့ဒီမဟာပုံနာရဲ့ရွာဟာဘယ်ကတော့ဆိုရင်မကွေးတိုင်းရှေ့ကခေါ်တော့သူနာပရန္တတိုင်းတဲ့သူနာပရန္တတိုင်းခဏိခေါ်နေတာမကွေးတိုင်းရွာကဝါနိစ္စခာမရွာတဲ့ရှေ့ကခေါ်တာကဝါနိစ္စခာမရွာဒီနေ့ခေတ်ရဆိုမင်းမှုနဲ့မန်းဆက်တော်ရအနီးကရွာလေးတစ်ရွာပေါ့အဲ့ဒီမှာညီကို2ယောက်ရှိတယ်မဟာပုံနာနဲ့စုလပုံနာတဲ့ဘသူနဲ့ဘသူလဲအလုတ်ကဘာလုတ်တော့ဆိုကုံကူးတန်းရောက်ဝယ်မှုအလုတ်ကိုလုပ်ကြပါတယ်မဟာပုံနာနဲ့စုလပုံနာညီကို2ယောက်ဟာညီတစ်လှက်အကိုတစ်လှက်ဒီတပတ်အကိုကုံဝယ်ထွက်ရင်ညီကနောက်ပိုင်းကရွာမှာရောင်းနေခဲ့တယ်နောက်တစ်ပတ်ညီကုံဝယ်ထွက်ရင်အကိုလုံးတဲ့ပုဂ္ဂိုလ်ကဆိုင်ထိုင်ပြီးတော့နောက်ကနေရောင်းတယ်အဲ့ဒီလိုညီတက်လက်အကိုတက်လက်လက်တက်ကြီးတွေနဲ့ကုန်ပစ္စည်းတွေတင်ပြီးတော့ကုံရောင်းကုံဝယ်ထွက်တယ်တဲ့ဘယ်ကိုထွက်သွားကြတော့ဆိုရင်အနောက်ဘက်ကိုထွက်သွားတာဟိုးရခိုင်ရိုးမတောင်တန်းကြီးကိုဖြားမကွေးတိုင်းကနေထွက်သွားပုံလေးကိုမျက်စိနဲ့မြင်အောင်ကြည့်တာရခိုင်ရိုးမတောင်တန်းကြီးကိုဖြတ်ပြီးတော့အိန္ဒိယထဲကိုဝင်အိန္ဒိယထဲကိုဝင်သွားတဲ့ခါကျတော့ဘယ်ရောက်သွားတော့လို့ဆိုတော့တာဝတိနယ်ပေါ့တာဝတိနယ်မျိုးကိုရောက်သွားတာအဲ့ဒီလိုနဲ့ညီကို2ယောက်တလဲစီခရီးထွက်လိုက်တာအခုတစ်ချိန်ခရီးထွက်တာဟာမဟာပုံနာရဲ့အလှဲ့ပဲတဲ့မဟာပုံနာရဲ့အလှဲ့ဖြစ်တော့မဟာပုံနာကညီလေးစုလပုံနာကိုပြောတယ်ငါညီမင်းအိမ်ဆောင်နေခဲ့နော်ကောင်းကောင်းနေဟိအခုကြီးကုံတယ်ကုံဝယ်ထွက်အောင်မယ်ဆိုပြီးတော့အဲ့ဒါလက်တက်ကြီးနဲ့ခြေပြီးတော့မဟာပုံနာကြီးကုံဝယ်ထွက်လာတာပရိသတ်တွေလမ်းထဲမှာတွေ့တဲ့ကုံတွေဝက်တင်နဲ့အိန္ဒိယထဲရောက်သွားရောအိန္ဒိယကနေသွားရင်နဲ့သာဝတိရောက်သွားရောသာဝတိကိုရောက်သွားတော့သူတို့ဘယ်မှာစခန်းချလဲဆိုရင်သာဝတိမြို့နဲ့ဇေတဝန်ကျောင်းတိုက်အကြားမှာသူတို့စခန်းချလာသာဝတိမြို့တောင်တကားကနေထွက်လာရင်အနောက်ဘက်နားကိုချို့တရွရွနဲ့သွားလိုက်လို့ရှိရင်အနောက်တောင်တောက်လို့ခေါ်တဲ့စနေတောက်အဲ့ဒီစနေတောက်နားမှာဇေတဝန်ကျောင်းဆိုတာရှိတယ်ပရိသတ်အဲ့ဒါသာဝတိမြို့သူမြို့သားတွေကမနေ့ကျတော့ဆွမ်းနေခက်ဝရီဘောဇနေယူငါစွာဘုရားဆုံးကသာဝတိကနေထွက်ဇေတဝန်နဲ့ဝင်သွားညနေကျတော့လဲရှင်မိပန္နတာတွေကင်ဆွဲပြီးတော့ဇေတဝန်ကျောင်းထဲကိုတရားနာဖို့သွားတယ်တနေ့2ခေါက်မနေ့တစ်ခေါက်ညနေတစ်ခေါက်မနေ့တစ်ခေါက်ညနေတစ်ခေါက်တနေ့2ခေါက်မှလာရောက်နေတဲ့မြို့သူမြို့သားတွေကိုလှဲတက်ကြီးချပြီးတော့စခန်းနားနေတဲ့မဟာပုံနာတို့ပုံတဲ့အုပ်စုကသူတို့ရှိကဖြတ်သွားနေတာကိုနေ့တိုင်းမြင်တွေ့နေရတဲ့အခါကျတော့အဲ့ဒီမှာပုံတဲ့အကြည့်မှုဖြစ်တဲ့မဟာပုံနာကလူတယောက်ကိုလှမ်းပြီးတော့မေးတယ်အမောင်တို့ဟာဟိုရှိကဥယျာဉ်ကြီးတဲ့ကိုဆွမ်းခဲဝဲတည်သေးတဲ့ရှင်မီးတွေပန္နသားတွေလက်ဆွဲပြီးတော့တနေ့ကို2ခေါက်နေတိုင်းသွားနေတာဘာသွားလုံနေတာလဲလို့
မဟာပုံနာကုံတဲ့ကြီးကမေးတဲ့အခါကျတော့အမေခံရတဲ့တာဝတိပြည်သားကဘာပြောတယ်လဲဗုဒ္ဓလောကေသမုပ္ပန္နောဟိတယတပ္ပပါဏိနံဓမ္မောသဒိဋ္ဌိယတိဩဘာသမိကောပရိနိဗ္ဗာယိကောတံမောရဂ ामि ဒုက္ခတပဝေတိတောလောကေလောကထဲမှာဗုဒ္ဓဘုရားရှင်ကိုရောမြတ်ဆိုတာသမုပ္ပန္နောဥဒိတောင်ဇောနေဆက်ဝန်ကဲ့သို့ပွင့်တော်ပေါ်ပေါက်တော်မူခဲ့ပါပြီဒေနာတတဂတိနာထို့သောလောကထွတ်တင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဓမ္မောစတရားတော်ကိုလည်းပဲဒေတိယတိခေါ်တော်မူအပ်ပါပြီဩဘာသမိကောကိလေသာအမှုတွေငြိမ်းရာငြိမ်းချောင်းဖြစ်သောပရိနိဗ္ဗာန်ဤကောကိလေသာပရိနိဗ္ဗာန်ဝိဇ္ဇာချုပ်ငြိမ်းရုပ်သိမ်းရလည်းဖြစ်ပေသောတံမောရဂ ामि သစ္စာလေးပါးတည်ခြင်းကိုလည်းရောက်စေတတ်သောဒုက္ခတဘဝေတိတောသစ္စာလေးရတသိမြင်ဘုရားရှင်ကိုရောမြတ်တို့ကောင်းစွာဟောကြားအပ်သောဓမ္မောစတရားတော်မြတ်ကိုလည်းပဲဒေတိယတိကောင်းစွာမသွေစေတွန်ကြောင်းမှာတရင်သုံးနေထိုင်ငါဟောကြားတော်မူအပ်ပါပေတကားပုံနာကြီးတဲ့ပုံနာအမည်ရှိတဲ့ဂုံတယ်ကြီးဟိုးတောအုပ်ထဲမှာမြတ်စွာဘုရားဆိုတာရှိတယ်အဲ့ဒီမြတ်စွာဘုရားကကိလေသာငြိမ်းရန်ငြိမ်းချောင်းသူတော်ကောင်းတရားတွေကိုဟောနေတာအဲ့ဒါတို့တရားနာသွားတာအဲ့ဒီဖြေစကားကိုကြားရယုံများနဲ့မဟာပုံနာရဲ့ကြောလုံးဖြမ်းမြจิตတိတွေထလာတယ်သူ့ရဲ့ရှေးပါရမီဒုကြီးကလည်းနှိုးစော်တိုက်တွန်းလိုက်တော့ဘုရားဖူးခြင်းနဲ့စိတ်တရားနာခြင်းနဲ့စိတ်တွေပြင်းပြင်းပြပြဖြစ်ပေါ်လာပြီးတော့ဇေတွန်ကျောင်းတော်ကိုသွားနေတဲ့ပရိသတ်ကြီးနောက်ကိုတကောင်းကောင်းနဲ့လိုက်သွားလိုက်တာပိသရေဇေတွန်ကျောင်းတော်တွေကိုမဟာပုံနာကုံတဲ့ကြီးဆိုင်မြိုင်နဲ့ရောက်သွားပြီဒီနေ့တရားပွဲမှာဘုရားရှင်ကိုရောမြတ်ရည်ညွှန်းပြီးတော့ဟောရမယ်သူဟာမဟာပုံနာဖြစ်ပါတယ်ဘုရားရှင်တို့ရဲ့သဗ္ဗညုတရွှေဉာဏ်တော်မှာကြွတ်ထိုက်တဲ့ဝိနည်းတို့ရဲ့တဏ္ဍာဟာထင်ထင်ရှားရှားပေါ်လာမြဲပါမဟာပုံနာရဲ့ရုပ်အစစ်အင်္ဂါဘုရားရဲ့ရွှေဉာဏ်တော်ကိုယ့်ရဲ့အထက်မှာပေါ်လာတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမဟာပုံနာကိုဒါနကထာတဲ့ဒါနနဲ့ပတ်သက်တဲ့တရားစကားသီလကထာသီလနဲ့ပတ်သက်တဲ့တရားစကားတက္ကကထာနယဝသုကတိလာယလာကြောင်းကိုဖော်ပြတဲ့တရားစကားကာမနာအရိနဝကထာကာမဂုဏ်တို့ရဲ့အပြစ်တွေကိုဖော်ပြတဲ့တရားစကားနိခံမေအာနိတန္တကထာကာမဂုဏ်မှထွမြောက်ခြင်းအကျိုးကိုဖော်ပြတဲ့တရားစကားသတ္တုသစ္စာကထာသစ္စာ၄ပါးနဲ့ပတ်သက်တဲ့တရားစကားအဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကအနုပုံပိကဒေသနာတော်အစဉ်နဲ့ဒါနကစဟောတာဘယ်ကစဟောဒါနကစတင်ပြီးတော့ဟောပါတယ်ဒါနကိုပရိသတ်ဟာစိတ်ဝင်စားလာပြီဆိုတော့မှသီလတဆင့်တဲ့ဟောသီလဒါနနဲ့သီလရဲ့ဒါနရဲ့လူရာပေတာဒါနရဲ့စောင့်တည်ခြင်းတွေကြောင့်ဘာအကျိုးတွေရမလဲဆိုသိကျင်ကြတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဒါနကထာသီလကထာရဲ့နောက်နာမှာတက္ကကထာလို့ခေါ်တဲ့လူချမ်းသာနတ်ချမ်းသာအကျိုးပြတရားကိုတတ္တိယနေရာမှာဟောတာဒါနသီလကောင်းမှုပြုလူချမ်းသာနတ်ချမ်းသာဟဲ့ဆိုတော့တတ္တဝါတွေကဘယ်နဲ့ဖြစ်လာတယ်လဲဆိုတော့ကာမတဏ္ဍမကင်းတဲ့သူတွေရဲ့သမရာအယလူစည်းစိမ်နတ်စည်းစိမ်ဆိုတဲ့အဲ့ဒီကာမဂုဏ်ကိုလိုချင်တဲ့တဏှာလောဘတွေတက်လာအောင်ပဲဒါကြောင့်နောင်နာကနေပြီးတော့မြတ်စွာဘုရားကကာမဂုဏ်တို့ရဲ့အပြည့်ကိုပေါ်ပြတဲ့ကာမနာအာဓိနဝကထာဆိုပြီးတော့ဘုရားကဒေသနာတော်ကိုဒီလိုအစဉ်တိုင်းသွားတာပြည့်တတ်ရဲ့နောက်ဆုံးတော့မှဒီလောက်အပြည့်တွေများတဲ့ကာမဂုဏ်တွေကိုစွန့်နိုင်ရင်ဘယ်ပုံပဲနည်းချမ်းသာတဲ့ဆိုတဲ့အပယ်၄ပါးမှလွတ်မြောက်ကြောင်းဇာတိသရဗျာတိမရဏမှလွတ်မြောက်ကြောင်းလို့ခေါ်တဲ့နိခံမေအာနိတန္တကထာကိုဟောတော်မူလိုက်တာအဲ့ဒါပရိသတ်အစွန်ကနေထိုင်ပြီးတော့တရားနာနေတဲ့မဟာပုံနာကုံတယ်ကြီးကဘုရားရှေ့တော်မှောက်ကိုတရားပွဲလဲပြီးတော့ရောက်လာတဲ့ဘုရင်သားကြီးရောက်လာပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုဗန္ဒီဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုရောမြတ်သည်ဘိက္ခုတံဃိနာယံတန်ဃာနှင့်တတ္တေတူတကဝသွားတနာယမနဖြံဆွမ်းဖုံးပေးရန်အလို့ငါမေဘုရားတပိတော်ရဲ့ဗတ္တံစွမ်းကိုပဋိက္ခဏတုလက်ခံတော်မူစေခြင်းပါလေဘုရားလို
အဝစာရွှေနဲ့တော်ကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့သည်တကားမြမပြည်သားမဟာပုံနာကုံတယ်ကြီးဟာတခါမှလည်းဘုရားကိုမဖူးဘူးတဲ့ဘုရားတရားကိုလည်းတခါမှမနာဘူးတဲ့ဖူးလဲဖူးလိုက်ရနာလဲနာလိုက်ရစိတ်ထဲမှာတခါတည်းတတန်းကြည်ညိုစိတ်တွေဖြစ်ပြီးတော့မြတ်စွာဘုရားနဲ့တန်ဃာတော်တို့ကိုဆွမ်းသားပင်တယ်တဲ့တပည့်တော်တို့စကံချတာတဲ့လှဲတတ်ကြီးရှိတဲ့နေရာကိုမနေ့ပြန်ကရှင်ဘုရားနဲ့တို့ကသင်္ဃာတော်တွေဆွမ်းပုံပြီးကြွတော်မူပါလို့ဘုရားရှင်ကိုရောမြတ်ကိုဆွမ်းသားပင်ပါတယ်ဒီတော့မှဘုရားရှင်ကိုရောမြတ်ကအဒီဝါသေဟိဘဂဝါတုံနိဘာဝေနစိတ်နေပြီးတော့ငြိမ်သက်စွာဖြင့်မြတ်စွာဘုရားဒီအဲ့ဒီဆွမ်းကိုလက်ခံတယ်ဆွမ်းလက်ခံပြီးတော့မဟာပုံနာပြည့်စုံတဲ့ဆွမ်းဘုရားရှင်ကိုရောမြတ်လက်ခံမှသိတော့မဟာပုံနာမိမိရဲ့လက်တာစခန်းကိုပြန်လို့ကုံတယ်တွေကိုတိုက်တွန်းလို့ဆိုတဲ့အမောင်တို့မနေ့ပြန်ဘုရားရှင်နဲ့တန်ဃာတော်တွေဆွမ်းပုံမေကြွဖို့လို့ငါပင်းလျှောက်ခဲ့ပြီးပြီအဲ့ဒါတန်ဃာ900ဆွမ်းကားရအောင်ပြင်ဆင်ကြပါလက်တာကြီးဝိုင်းပြီးတော့အလက်ကောင်မန္တကြီးထိုးပေါ်ပရိသတ်ကြီးတို့ပြောဆိုတညာလုံးလူ900နဲ့ချက်ပြုတ်ကြနဲ့အာယုံကျင်လင်းပြီဆိုတော့ဘုရားနဲ့တန်ဃာတော်တွေကြွယူသေးသွားပြည့်လို့ဆွမ်းကားပါတယ်ဆွမ်းစားပြီးတဲ့အခါမှာဘုရားရှင်ကိုရောမြတ်ကအနုပုပ္ပိကဒေသနာအစဉ်တရားဟောလို့တရားလဲနာလို့ပြီးတော့မဟာပုံနာကုံတယ်ကြီးဟာကာမဂုဏ်တွေရဲ့အပြစ်တွေကိုမြင်ပြီးတော့လဗေယံဘဂဝတောတန္တိကေဥပတံပရာလဗေယံဘဂဝတောတန္တိကေဥပတံပရာရှင်ဘုရားတပည့်တော်ရှင်ဘုရားသာသနာ့ဘောင်ဝင်လို့သင်္ကန်းဝတ်ပါရစေတော့ဘုရားတဲ့သင်္ကန်းဝတ်ဖို့ခွင့်တောင်းတာဘာလို့ဖို့ခွင့်တောင်းတာအဲ့ဒီလိုသင်္ကန်းဝတ်ဖို့ခွင့်တောင်းတော့ဘုရားရှင်ကိုရောမြတ်ကဇေတဝန်ကိုခေါ်လို့ယဟန်ပြုတယ်ပေါ့အဲ့တော့မဟာဗုဏ္ဏကသူရှိတဲ့ဥစ္စာပစ္စည်းတွေအကုန်လုံးလက်ပေါ်မှာပါလာတာတွေကိုကုံတယ်တွေလက်ထက်အဲ့လိုကိုင်းမင်းတို့ဒီကနေပြန်ကြတော့ငါတရားများစွာသာသနာတော်ဝင်သွားပြီလို့ငါညီလေးသုလဗုဏ္ဏကိုပြောပါဒီကုံပစ္စည်းတွေလည်းပဲငါညီလေးလက်ထက်ကိုအကိုင်းမင်းတို့ချမ်းသာစွာနဲ့ပြန်ကြတော့ဆိုပြီးတော့ပြည့်တတ်တယ်အဲ့ဒီမှာရှိတဲ့လှဲဥစ္စာပစ္စည်းတွေအကုန်အပ်လို့မဟာပုံတော်မဟာပုံနာခေါ်တဲ့ကုံတယ်မူကြီးသည်ဘဂဝါတော်ဘုရားရှင်ကိုရောမြတ်ရဲ့တန်တိခေထံတော်ဘာမှာပပိဇံရှင်သာမဏေဖြစ်ကိုဥပသမ္ပနာယဟမဇင်ဖြစ်ကိုအလတ္တာခေါ်အလတ္တာဧဝကောင်းစွာမသွေရတော်မူခဲ့ပါပြီတကားသူလိုချင်တဲ့ယဟန်ဘုရားကိုမြမပြည်သားယဟန်တစ်ပါးကလှလှကြီးရသွားပြီတဲ့မဟာဗုဏ္ဏမထေရကြီးယဟန်ပြုတ်ပြီးတဲ့နေ့ကစလို့ပြည်သားရေဧကောဝုပကထောအပ္ပမတောအတ္တပိပဟိတတောဝိဟရတိဧကောတယောက်ထဲဝါတစ်ပါးတဲ့ဝုပကထောစိတ်ဉာဏ်ရက်ကိုချင်းကလေအပ္ပမတောမပေးမလျော့သောအတ္တပိကိလေသာမန်သဘုံယံတွေကိုပူပန်စေတခန်းချောင်းစေတတ်တဲ့လုံးလဝရိယရှိသည်ဖြစ်၍တတိမတတိတရားလက်ကင်ထားလျက်သမ္ပဒါသောပညာတရားလက်ကင်ထားလျက်ပဟိတတောနိဗ္ဗာန်ကိုစေလွတ်တဲ့စိတ်ရှိသည်ဖြစ်၍ဝိဟရတိစေတွန်ကြောက်တိုက်တော်ထဲမှာကမ္မထံတရားကိုကြိုးစားပွားများအားထုတ်၍တရင်သုံးနေတော်မူခဲ့ပါပြီတကားနေ့ညလုံလဝရိယနဲ့ကမ္မထံတရားတွေမဟာဗုဏ္ဏမထေရကြီးကြိုးစားအားထုတ်နေတော်လည်းပဲဘုရားသားရေဘာမဲ့ဘာဖို့မှမရဘူးတဲ့ကြိုးစားရှာပါတယ်တရားကိုကြိုးစားပြီးမှတ်တာဒါပေမဲ့လို့ဘာမှသောတာပန်လည်းမဖြစ်ဘူးတဂရကံလည်းမဖြစ်ဘူးအနာကံလည်းမဖြစ်ဘူးအဲ့တော့ဘုန်းကြီးတို့ဒီနေရာမှာပြောစရာရှိတယ်ဝရိယမရှိလို့လားဝရိယလည်းရှိတယ်တရားတရားမရှိလို့လားတရားတရားလည်းရှိတယ်ဒါမြင့်ကမ္မထမ်းဆရာညံ့လို့လားဆိုတော့ကမ္မထမ်းဆရာကလည်းဘုရားကိုယ်တိုင်ပေးတဲ့ကမ္မထမ်းဒါမြင့်ဘာဖြစ်လို့မဟာဗုဏ္ဏမထေရကြီးတရားတူတရားမြတ်မရတာတော့ဆိုရင်ပရိသတ်ရေပြောစရာတစ်ခုဒီမှာဖြစ်လာတယ်
တရားအထုတ်တဲ့နေရာမှာတပ္ပါယ၄ပါးမျှရမယ်တဲ့တပ္ပါယဘယ်နှပါးနံပါတ်1ဥဒုတပ္ပါယတဲ့ဥတုတပ္ပါယတဲ့မိမိရဲ့ခန္ဓာကိုယ်ကခံနိုင်တဲ့အနေအထားနဲ့မိမိရောက်ရှိနေတဲ့အရကယာတိဥဒုနဲ့တင့်တော်ရမယ်တဲ့ခန္ဓာကိုယ်အနေအထားကအပူထဲမှာတော်တယ်ဆိုတဲ့လူကအေးတဲ့အရာသွားနေရင်ဥတုတပ္ပါယဖြစ်ပါမလားယာတိဥဒုမမျှဘူးလို့ဒီလိုပြောတယ်ပြေးတိုင်ဒါကြောင့်ဥဒုတပ္ပါယမျှရမယ်ဘုန်းကြီးတို့မြန်မာနိုင်ငံနဲ့အိန္ဒိယယာတိဥဒုလုံးဝမတူမြန်မာနိုင်ငံမှာအေးပူမျှတယ်အိန္ဒိယမှာအေးပူမမျှဘူးသွားတာမြန်မာနိုင်ငံသားမဟာပုံနာကုန်နေကြီးอ่ะဘုန်းကြီးတို့နတော်လအိန္ဒိယရောက်သွားတယ်နော်18ရက်ကြာခဲ့တဲ့ပြေးတိုင်ရေ9ရက်ပဲချိုးနိုင်တယ်အေးလိုက်တာခိုက်တောင်းအောင်အေးတဲ့ခေါင်းစွပ်တွေခြေစွပ်တွေအထက်မှာဆွဲတာတွေဒီလိုဝတ်နေတာဇာတိဥရုတိတ်ပြင်းတာအဲ့ဒီအိန္ဒိယကဆရာကြီးတွေပြောတယ်ဘုန်းကြီးတို့ကုသင်္နာုံရောက်တော့ကုသင်္နာုံဆရာကြီးကပြောတယ်ဟာကိုတော်တို့ဟောဒီဒီဇင်ဘာလနဲ့နတော်ပြားတို့2လနဲ့ဟောဒီတပေါင်းလားပူရင်လဲအားပူတယ်အေးရင်လဲအားအေးတယ်ဇာတိဥရုကျမ်းတယ်ဗျာတဲ့အေးယခုဘာဖြစ်နေလဲမဟာပုံနာမထေကြီးဥဒုတပ္ပါယမမမတဖြစ်နေတယ်ပုဂ္ဂလတပ္ပါယဒုတိယတစ်ခုကအယဒေတတစ်ခုကိုရောက်သွားတဲ့အခါမှာပုဂ္ဂိုလ်ရေးညီညွတ်မှပျော်ပျော်ပါပါဖက်လက်တကင်းရှိမှစိတ်ကြည်တယ်ဟုတ်တယ်မလားဘုရားသားရဲ့အေးအဲ့ဒီလိုစိတ်ကြည်မှတရားအထုတ်နိုင်တယ်တဲ့တူတူပဲပေါ့ဘုန်းကြီးတို့ကမ္မထာတိုက်တွေလည်းပဲနှစ်ပါးနေတစ်ပါးနဲ့တစ်ပါးနဲ့စိတ်ကညီညွတ်နေမှအဲ့လိုမဟုတ်ဘဲနဲ့မခေါ်ဘူးမပြောဘူးမျက်စောင်းလေးထိုးရန်နေဖြစ်ဆိုအဲ့ဒါပုဂ္ဂလတပ္ပါယအမြတ်တာတူတူပဲပရိယတ်ဒီသာသင်တိုက်တွေလည်းတူတူပဲပရိပါတိကမ္မထာတိုက်တွေလည်းတူတူပဲဒီလိုပုဂ္ဂိုလ်ရေးရလဲညီညွတ်မှသာလေတရားလို့အထုတ်လို့ရတယ်သဗ္ဗေပရိယတ်တိသင်လို့ရတယ်နောက်တကအာဝါဒတပ္ပါရတယ်နေရာထိုင်ခင်းကလည်းအေးဓာတ်ကိုကာကွယ်ဖို့အပူဓာတ်ကိုကာကွယ်ဖို့လုံချုံကြည်ကြည်နူးနူးရှင်မျိုးပဲဖြစ်တဲ့နေရာကလေးကြောင်းကလေးတွေလေရှိမှအာဝါဒတပ္ပါယဖြစ်တယ်တဲ့တရားအထုတ်လို့ရတယ်တဲ့နောက်တစ်ခုကဘောဇနတပ္ပါယသွန်ဘောစဉ်မျှတရမယ်အေးလိုခြင်းအေးပေါ့အပူအဆန်းအစတ်တို့အခါတို့အငံတို့လိုခြင်းလည်းပဲအဲ့ဒါလေးတွေကိုကိုယ်ဝမ်းနဲ့ကိုယ်ပိုက်နဲ့တက်တော်ရလေးတွေကိုစားပေးတောက်ပေးဖုံးပေးရမှဒါလေအစာအာဟာရတွေဖြစ်ပြီးတော့တရားအထုတ်လို့ရတယ်တဲ့တပ္ပါယ၄ပါးညီညွတ်မှပရိယပရိပလုပ်ငန်းကိုခရီးပေါက်တယ်မမျှရင်ခရီးမပေါက်ဘူးယခုမဟာမုဏမထေကြီးတာဝတိတပတ်လည်းပြေးတိုက်တရားလိုက်ပြီးတော့အထုတ်နေလိုက်တာအယံဇနာဘတော်မရှံအတ္တပါယောတနေ့တော့သူစဉ်းစားလာတယ်ဒီအယဒေသနဲ့ငါခန္ဓာကိုယ်နဲ့မလျောက်ပါဘူးအယဒေသကိုသူနဲ့တပ္ပါယမဖြစ်ဘူးလို့ဒီလိုပြောနေတယ်သူကဘယ်ကနေသွားတာလဲမြန်မာပြည်မကွေးတိုင်းထဲကနေပြီးတော့ရခိုင်တောင်တန်းကြီးတွေဖြတ်ပြီးတော့အိန္ဒိယထဲကိုကူးသွားတာအိန္ဒိယယာတိဥထုနဲ့မဟာပုံနာမထေကြီးနဲ့မကိုက်ဘူးဒါကြောင့်တရားမရတာအဲ့ဒီတော့ငါယာတိတံကိုယာတိဥထုတံကိုငါမခံနိုင်ဘူးအဲ့တော့ငါရွာပြန်မယ်တဲ့မဟာကာမဝါနိစ္စရွာကိုပြန်မယ်အဲ့ဒီအကျံမဟာပုံနာမထေကြီးတံမှာဖြစ်လာတော့မြတ်စွာဘုရားထံကိုသွားပြီးတော့နှုတ်ဆက်ကြတော့ပါတယ်နှုတ်ဆက်ကြတော့ပြီးတော့မြတ်စွာဘုရားကိုတရားတောင်းတယ်ဘဂဝါဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မံဘုရားတပည့်တော်ကိုတန်ခိတ်တေနာအကျဉ်းချုပ်အဖြစ်ဓမ္မတရားကိုဒေသေတုဟောတော်မူပါဘုရားရှင်ဘုရားအချိန်သိမ့်မရလို့တပည့်တော်မြတ်ပြည်ပြန်တော်မယ်တပည့်တော်ကိုရှင်ဘုရားတရားတူတူဟောပါတဲ့တရားအရှိကြီးတောင်းမှန်းလားတူတူလေးလားတရားတူတူဟောပါလို့တောင်းမှန်းတဲ့အခါကျတော့မှဘုရားရှင်ကိုယ်တော်မြတ်ကိုတရားတောင်းပြီးတော့သူအာမခံချက်တွေပေးတယ်ယာမဘဂဝါတော်ဓမ္မသုတ်တဝါဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားယံဓမ္မရေးကဲ့သို့ဟောတော်မူအပ်တဲ့ရှင်ဘုရားရဲ့ဩဝါဒတရားတော်ကိုသုတ်တဝါတပည့်တော်ကြားနာပြီး၍ဧကောဝုပကတောအပ္ပမတောအာတာပိဝိဟရေယတပည့်တော်တပါးတဲ့စိတ်ငြိမ်ရာအရက်ကိုသွားပြီးတော့ဧကောတပါးတဲ့ပဲနေမယ်တရားအထုတ်မဲ့ပုဂ္ဂိုလ်ကနှစ်ပါးနေရမလားတပါးတဲ့လားတပါးဆိုတော့တရားတဲ့နှစ်ပါးဆိုတော့ဇကာတဲ့သုံးပါးဆိုတော့အလကားတဲ့ဒါကိုသိလို့ရှင်ပုံနာကရှောင်းနေတာဧကောရှင်ဘုရားထံကတရားရပြီဆိုရင်တပည့်တော်တပါးတဲ့နေမယ်ဝုပကတောစိတ်ငြိမ်တဲ့အရာမှာပဲနေမယ်အပ္ပမတောဟောတော်မူလိုက်တဲ့တရားကိုမမေ့ပါဘူးဖရာ
အာတာပိဝရိယတရားကိုလည်းတပည့်တော်လက်ကင်ထားမယ်ပဟိတတော်တပည့်တော်ရဲ့စိတ်ကိုတပည့်တော်ခန္ဓာထဲမှာပဲထားမယ်ဗျာတဲ့အာမခံချက်5ချက်အာမခံဘယ်နှချက်အေးဘုရားရှင်ကိုသူအာမခံ5ချက်ပေးတာဒီတော့မှဘုရားရှင်ကိုတော်မြတ်ကကောင်းပြီမဟာဘုံနာအဲ့ဒါဆိုမင်းကတူတူပဲဟောမယ်တဏိခောဘုံနာသက္ခုဝိညေယရူပအိဋ္ဌကန္တမနာပပိယရူပကာမုပတဟိတရတနိယတံစေဘိက္ခုအဘိနန္တတိအဘိဝတတိဧဇောတာယဒိဋ္ဌတိတတတံအဘိနန္တတောအဘိဝတတောဧဇောတာယဒိဋ္ဌတောဩမေဇတိနန္တိသမုဒယဒုက္ခသမုဒယောပုံနာတိဝရမိချက်ပုံနာချက်သားပုံနာသက္ခုဝိညေယောသက္ခုဝိညာဉ်လို့ခေါ်ရတဲ့မြင်သိစိတ်ဖြင့်သိရကုန်သောအိဋ္ဌာလိုရှိရကုန်သောကန္တာနိတရားကုန်သောမနာပါစိတ်နှလုံးကိုလည်းပွားစေတတ်ကုန်သောပိယရူပါချစ်အပ်တရားအပ်တဲ့ယုံလည်းရှိကုန်ထသောကာမုပါတဟိတကိလေသာကာမဂုဏ်နှင့်ဆက်ဆံ၍လည်းနေကြကုန်သောရသနိယတတ်မဲ့ပွဲကောင်းလာစွာကုန်သောရူပအစဉ်မျိုးစုံရူပယုံတို့သည်တန်တိရှိကုန်၏တန်ထိုရူပယုံကိုဘိက္ခုယဟန်ဤစေပိနန္တတိအကယ်၍မြတ်တဏှာယာခနှင့်နှစ်သက်တိဖြစ်ပါ냐အောင်စေပိဝဒတိအကယ်၍တာယာဝဲကောင်းလိုက်တာလို့ပြောဆိုမိသည်ဖြစ်ပါ냐အောင်စေဣဇောတာယာဒိဋ္ဌတိအကယ်၍သဝေနှင့်မြုပ်ပြီးတော့တည်ခဲ့မိသည်ဖြစ်ပါ냐အောင်တန်တောသက္ခုပတာဒသို့ထိခိုက်ခြင်းမြင်လာတဲ့ရူပါယုံကိုအဘိနန္တတောတဏငံဖန်ဆွဲလန်းနှစ်သက်နေသောအဘိဝတတောတာယာဘွယ်ကြီးဟုနှုတ်မှပြောဆိုနေသောဧသောတာယာဒိဋ္ဌတောသဝေနှင့်မြုပ်၍တည်နေသောတတ္တထိုပုဂ္ဂိုလ်ဟာနန္ဒီနှစ်သက်ခြင်းဆွဲမဲ့ခြင်းဆိုတဲ့နန္ဒီရာဂကိုနန္ဒီလို့ခေါ်တဲ့တဏှာလောဘသည်ဥပ္ပစ္စတိဖြစ်နိုင်တယ်ဥပ္ပစ္စတိဖြစ်တယ်နန္ဒီသမုဒယနန္ဒီရာဂဖြစ်ပါတယ်ဆိုတဲ့အကြောင်းကြောင့်တတ္တထိုနန္ဒီရာဂဖြစ်တဲ့ပုဂ္ဂိုလ်ဟာဒုက္ခသမုဒယဒုက္ခတွေဖြစ်ပြီးဣတိတို့အာငါဘုရားဒီဝရမိခေါ်တော်မူပါတယ်လို့ဘဂဝါဘုံတော်၆စုအောက်လန်းသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအာယသမန္တံပုံနှံအရှင်မပုံနာကိုဣတံဝဆနံဤဩဝါဒစကားဒေသနာတော်ကိုအဝါစာကောင်းသောမသွေဟောကြားတော်မူလိုက်ပါပေတည်းအေးဘုရားရှင်ကိုယ်တော်မြတ်ကဘာဟောလိုက်တုံးဆိုရင်ချက်သားပုံနာတဲ့မင်းဘာကိုပဲမြင်စေကာလမှာမြင်တာကိုမြင်တယ်လို့မှားမြင်စေကာလမှာမြင်တာကိုဘာလို့မှားအေးမြင်တာကိုမြင်တယ်လို့မှားမြင်တာကိုမြင်တယ်လို့မမှတ်ဘူးဆိုရင်အဲ့ဒီပေါ်မှာตาရတဲ့တဏှာလောဘဝင်လာမယ်တဏှာလောဘဝင်လာပြီဆိုလို့ရှိရင်အဲ့ဒါမင်းဒုက္ခနယ်တဲ့ကဘယ်တော့မှမလွတ်တော့ဘူးလို့ဘုရားရှင်ကိုယ်တော်မြတ်ကပရိသတ်ရဲ့အဲ့ဒီမှာမဟာဗုဒ္ဓမထေရကြီးကိုတရားရှုမှတ်ပုံရှုမှတ်နည်းတယ်မပေးဘူးလားပရိသတ်အေးဒါကြောင့်ဘုရားပေးတဲ့တရားလိုက်ဆိုကြည်စမ်းမှာမျက်စိအာယုံဆုံးငါတွေ့တော့မြင်သိစိတ်ဓာပေါ်လာတယ်မြင်ရတာကိုသာယာကြတော့ရူပတဏှာဖြစ်လာတယ်ရရအာယုံကြုံရဘဝမှာရှေးကြပျော်မွေ့သူပဲကွယ်ဆင်းရဲအထွေထွေဖြစ်စေတတ်လို့တဏှာအငတ်ကိုဖြတ်ရမယ်မြင်တဲ့အခါမှာမြင်တယ်မှမှတဏှာအငတ်ကပြတ်ပါတယ်ဒါကြောင့်ရှုမှတ်ဖို့ရေးတတိပေးတိုက်တွန်းလို့ဆိုတယ်မျက်စိအာယုံဆုံးငါတွေ့တော့မြင်သိစိတ်ဓာပေါ်လာတယ်
မြင်ရတာကိုသာယာကြတော့ရူပတဏဖြစ်လာတယ်ရရအာယုံကြုံရဘဝမှာရှေးကြပျော်မွေ့သူပဲကွယ်ဆင်းရဲအထွေထွေဖြစ်စေတတ်လို့တဏှာအငတ်ကိုဖြတ်ရမယ်မြင်တဲ့အခါမှာမြင်တယ်မှန်မှာတဏှာအငတ်ကပြတ်ပါတယ်ဒါကြောင့်ရှုမှတ်ဖို့ရည်တတိပေတိုက်တွန်းလို့ဆိုတယ်ဘုရားရှင်ကိုရောမြတ်ကခြေသားတိမိဟာလည်းမင်းလျှောက်ပြီးတော့စဉ်းစားမနေနဲ့မြင်ရတာကိုမြင်တယ်လို့မှကြားရတာကိုလည်းဘာကိုပဲကြားတဲ့ကာလမှာကြားတယ်လို့မှအဲ့ဒါတတိပဋ္ဌာန်တရားရှုပါအဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကမဟာဗုဒ္ဓမထေရကြီးကိုတရားဟောလို့ပြီးတော့မြတ်စွာဘုရားကမေးတယ်จิตသမဟာဗုဒ္ဓမင်းပဲပြန်มาလဲအဋ္ဌိပန္တိသုဏပရံတောနာမသနဘရောတထဟဝိရိတမိတပည့်တော်ဖွာရာဌာနဖြစ်တဲ့မြန်မာပြည်မကွေးတိုင်းတွေကမဟာဂမဝါနိစ္စရွာကြီးကိုပဲတပည့်တော်ပြန်มาတော့မယ်မြတ်စွာဘုရားဒီတော့ဘုရားရှင်ကိုရောမြတ်ကမဟာပုံနာကိုပြောတယ်သန္တာခောပုံနာသုနာပရံတကမနုဿာပရုသာခောပုံနာသုနာပရံတကမနုဿာပုံနာจิตပုံနာသုနာပရံတကသုနံပရံတတိုင်း၌နေကုန်သောမနုဿာလူတို့သည်သန္တာကြံတမ်းကြလေကုန်၏ပရုသာယုံရင်းကြလေကုန်၏သက်သာဘုရားကသိတယ်မြမပြည်သာသနာမရောက်သေးဘူးသာသနာမရောက်သေးတော့ဘာဖြစ်လဲလူတွေသိကျမ်းနေတယ်ဇယိုက်ကျမ်းနေတယ်ဒါကြောင့်မဟာဗုဒ္ဓတဲ့မင်းပြန်သွားမယ်ဆိုရင်တဲ့မင်းမြို့မင်းအရဒေသကလူတွေကဇယိုက်တွေကသိကျမ်းတာกว่าတဲ့ဘုန်းကြီးရဟန်းတန်ခါဆိုတာတခါမှမမြင်ဘူးမင်းကမြန်မာပြည်ပြန်ပြီးတော့သာသနာပြုမယ်ပုဂ္ဂိုလ်အဲ့တော့မြန်မာပြည်ကိုပြန်ပြီးတော့သာသနာပြုမယ်မဟာပုံနာကိုမြတ်စွာဘုရားကမင်းတို့မြို့သူမြို့သားတွေကအလွန်ဇယိုက်ကျမ်းတာနော်မင်းသွားလို့ဖြစ်ပါမလားမင်းမြန်မာပြည်သာသနာပြုပြန်လို့ဖြစ်ပါမလားမြတ်စွာဘုရားကအဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကမေးတော်မူတဲ့တစ်ခုချင်းမေးတာဘေသတ္တိကဲမင်းကိုငါမေးပါရစေအောင်တော့မင်းမြန်မာပြည်ကိုပြန်သွားလို့ဟိုမှာမင်းရောက်တဲ့အရာမှာလူတွေကမင်းကိုသာစေတံပုံနာသုဏပရန္တမနုဿာအကောသိတ္တန္တိပရိဘာသိတ္တန္တိတထာတေပုံနာဂိန္တိဘဝေတတိသာသနာမရောက်တဲ့အရာဘုန်းကြီးမမြင်ဘူးတဲ့အရာကိုပြန်သွားမယ်ဆိုရင်မင်းကိုကိုရောက်လို့ရှိရင်ဆဲရင်ဝိုင်းဆဲလိုက်မယ်မင်းကိုအဲ့ဒီလိုဝိုင်းဆဲရင်မင်းဘယ်လိုလုပ်မလဲဗတ္တကဝတိမေသုဏပရန္တကမနုဿာဗတ္တကဝတိမေသုဏပရန္တမနုဿာနတ္ထိမေပါဏိနာပခါရန္တတိဧတရဲ့အဲ့ဒီမှာမဟာပုံနာရဲ့နှလုံးမဟာကာမဝါနိစ္စပုံနာနှလုံးသားအဲ့ဒီမှာပေါ်ပြီးလိုက်ဆိုကြည်စမ်းမှာဆဲယုံနာဆဲလက်နဲ့လဲမရိုက်ဖဲတော်ကြသည်ဆဲယုံနာဆဲလက်နဲ့ပဲမရိုက်ဖဲတော်ကြသည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်မြတ်စွာဘုရားတဲ့တပည့်တော်သာနာပြုသွားလို့တပည့်တော်ပြည်ကိုပြန်ရောက်လို့တပည့်တော်ကိုဝိုင်းဆဲမယ်ဆိုရင်တဲ့ဆဲပါသေးတဲ့ဩသူဏ္ဏပရဏတိုင်းသူတိုင်းသားတွေတော်ကြပါပြီငါ့ကိုဆဲယုံတာဆဲသေးတယ်လက်နဲ့မရိုက်သေးဘူးလူတော်တွေလို့တပည့်တော်အဲ့ဒီလိုစိတ်ထဲမှာမှတ်နေပါမယ်ကဲယဟန္တာမဖြစ်သေးဘူးတော့ဘုန်းကြီးတို့ပြည့်တဲ့ပုထုဇဉ်ပဲမြန်မာပြည်ရောက်မှယဟန္တာဖြစ်မှာယဟန္တာဖြစ်ပြီလားပုထုဇဉ်ရဲ့စိတ်နှလုံးကိုဘုန်းကြီးတို့ပြည့်တဲ့ကြည်သားဘုန်းကြီးတို့နဲ့အများကြီးကွာခြားတယ်။အိုးငါတခွန်းဆိုင်ငါ10ခွန်းပြန်ဆိုင်မယ်ဆိုတဲ့လူကဒီကနေ့ခေတ်အများကြီးဟုတ်တယ်မဟုတ်လား။အေးအဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကတဆင့်တပြီးတော့မေးတယ်จิตသားမဟာပုံနာတကယ်လို့ကွာလေမင်းကိုက
လက်နဲ့ရိုက်လာပြီဆိုရင်တော့မင်းဘယ်လိုလုပ်မလဲတဲ့လက်နဲ့ကိုထိလက်ရောက်စွာကားလာပြီဆိုရင်ဘယ်လိုလုပ်မလဲတဲ့လိုက်ဆိုလက်နဲ့ရိုက်လျင်ခဲနဲ့ပင်မပြည့်လျင်တော်ကြသည်လက်နဲ့ရိုက်လျင်ခဲနဲ့ပင်မပြည့်လျင်တော်ကြသည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်မြတ်စွာဘုရားတဲ့လက်နဲ့ရိုက်တယ်ဆိုတာအနီးနားဆိုတော့တောင်းပန်လို့ရသေးတယ်တဲ့လက်နဲ့ရိုက်တာတော်သေးတယ်ငါအဝေးကနေမမြင်မဲနဲ့ခဲနဲ့လေးခွားနဲ့လှမ်းမပေါက်တာတော်ကြပါပြီတဲ့တော်ကြပါပြီတဲ့ဒီလိုတပည့်တော်နှလုံးသွင်းပြီးတော့နေပါမယ်မြတ်စွာဘုရားလက်နဲ့ကိုထိလျောက်စော်ကားရင်လည်းပဲဒီလူတွေတော်တယ်တော်တယ်တော်တယ်ငါ့ကိုအဝေးကနေချောင်းပြီးတော့ခဲနဲ့မပေါက်ကြသေးဘူးလို့ကောင်းတဲ့ဘက်ကကြီးလှည့်ဖြစ်ပြီးတော့နှလုံးသွင်းသွားတာဒါကြောင့်မဟာကာမဝါနိစ္စနှလုံးသားဆိုတာဒါပြောနေတယ်သာသနာပြုလုပ်ငန်းကိုဆောင်ရွက်မဲ့ပုဂ္ဂိုလ်တွေကဒီမထေရကြီးရဲ့စိတ်ဓာတ်ကိုမွေးရမယ်တဲ့ခန္တီတရားဗတ်တရားလဲဒီတော်ဘုရားရှင်ကိုရောမြတ်ကဟဲ့မဟာဘုံနာတကယ်လို့မင်းကိုအဝေးကနေပြီးတော့ခဲနဲ့ဝိုင်းပေါက်ကြမယ်ဆိုရင်မင်းဘယ်လိုလုပ်မလဲဆိုကြည့်ပါခဲနဲ့ပေါက်လျင်ဒုံနဲ့ပင်မရိုက်လျင်တော်ကြသည်ခဲနဲ့ပေါက်လျင်ဒုံနဲ့ပင်မရိုက်လျင်တော်ကြသည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်။အိုးရှင်ဘုရားတဲ့ခဲနဲ့ပေါက်ရင်လေတပည့်တော်တမျိုးတွေးအောင်မယ်တဲ့။အိုးတော်သေးတယ်ခဲနဲ့ပေါက်တာငါဝင်ပြီးတော့ဒုတ်တင်နဲ့ဝိုင်းမရိုက်တာပဲတော်သေးတယ်ဟဲ့ဒီလူတွေလူတော်တွေခဲနဲ့တင်အဝေးကလှမ်းပေါက်နိုင်တာငါအနီးနားလာပြီးတော့ဒုတ်တင်နဲ့ဝိုင်းမရိုက်တာတော်သေးတယ်လို့တပည့်တော်ဒီလိုလုံးသိမ်းပါမယ်ဗျာ။မြတ်စွာဘုရားကရှေ့တခါတက်ပြီးတော့ပုံနာရဲ့နှလုံးစိတ်ဝမ်းဘလောက်ငြိမ်းချမ်းတုံးခန္တီတရားဘလောက်ရှိတုံးဆိုတာကိုရှေ့တိုးပြီးတော့တခါထပ်မေးတယ်ဟဲ့ပုံနာတကယ်လို့ချက်သားကိုထုံးနဲ့ဝိုင်းရိုက်ကြပြီဆိုရင်ကောမင်းဘယ်လိုနှလုံးသွင်းမလဲမင်းဘယ်လိုလုပ်မလဲအဲ့ဒီချိန်ကြရင်ထွက်ပြေးမှာလားမပြေးဘူးသာသနာပြုလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာဘယ်လိုပြေးလို့ရမလဲဗျာဒါမြင်မင်းဘယ်လိုပြောမလဲလိုက်ဆိုပြေးသားရဲ့ဒုံနဲ့ရိုက်လျင်ဓာနဲ့ပင်မထိုးလျင်တော်ကြသည်ဒုံနဲ့ရိုက်လျင်ဓာနဲ့ပင်မထိုးလျင်တော်ကြသည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်။ဩဒုံနဲ့ရရင်လည်းပဲတပည့်တော်နှလုံးသွင်းလိုက်မယ်ဗျာတဲ့တော်သေးတယ်ဒီလူတွေတော်ကြတယ်ငါဓာနဲ့မထိုးတာပဲတော်သေးဟဲ့ဓာနဲ့မထိုးတာပဲတော်သေးဟဲ့လို့တပည့်တော်နှလုံးသွင်းပါမယ်။ဒီတော်ဘုရားရှင်ကိုရောမြတ်ကจิตသမဟာဘုံနာတကယ်လို့မင်းကိုဓာနဲ့လာထိုးပြီးဆိုရင်ကောမင်းဘယ်လိုနှလုံးသွင်းမလဲလိုက်ဆိုပါဓာနဲ့ထိုးလျင်အသေးပင်မတတ်လျင်တော်ကြသည်ဓာနဲ့ထိုးလျင်အသေးပင်မတတ်လျင်တော်ကြသည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်။အိုးရှင်ဗျာတဲ့ဓာနဲ့ထိုးရင်လည်းပဲတပည့်တော်ကနှလုံးသွင်းအောင်ပါပဲဓာနဲ့ထိုးနေထိုးသွားတာလက်မောင်းလေးထိသွားတာပေါင်လေးထိသွားတာငါအသေးမတတ်သွားတာတော်သေးဟဲ့ဒီလိုတပည့်တော်နှလုံးသွင်းပြီးပြန်မယ်ဗျာတဲ့ဒီတော်ဘုရားရှင်ကိုရောမြတ်ကနောက်ဆုံးမေးခွန်းကိုမေးတယ်ရှစ်သားမဟာဘုံနာမင်းကိုတကယ်လို့များအသေးတတ်ပြီးဆိုလျင်မင်းဘယ်လိုလုပ်မလဲဒီတော်မဟာဘုံနာကလျှောက်တဲ့ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါတော်ဘုရားရှင်ကိုရောမြတ်ရဲ့သာသနေသာသနာတော်ထဲမှာကာယေစခန္ဓာကိုယ်၌၎င်းဇီဝိတေသအတ္တ၌၎င်းဧကေစေချိုးကုန်သောတာဝကတပည့်တာဝကတို့သည်အတ္တိယမာနညီငွေကြကုန်သည်ဖြစ်၍ဟာရယမာနယွန်ရှာကြကုန်သည်ဖြစ်၍ဇီကုသမာနဆက်စုပ်ယွန်ရှာကြကုန်သည်ဖြစ်၍တထာဟာရကံဒါလည်းနေကိုပတိယေသင်္တိရှာမိကြပါကုန်လေဗျာမြတ်စွာဘုရားလက်ထက်ကအတုပကမ္မထံတရားနာပြီးတော့ယဟန်900ကိုတတ်သိတယ်ဗျာတဲ့တပည့်တော်ဒါလည်းကြားဖို့တယ်တဲ့
နောက်တကဝက်ကလိမထေကြီးတဲ့ကိုလေပင်တင်နှုံးသားနဲ့ဖြတ်ပြီးသေတယ်ဖေဂေါတိကမထေကြီးကိုလေပင်တင်နှုံးသားနဲ့ဖြတ်ပြီးတော့သေတယ်ဖေသန္ဓမထေကိုလေပင်ကျိုးချီပြီးတော့သေတယ်ဖေအဲ့ဒီလိုခန္ဓာကိုယ်ကြီးကိုယုံမုန်းပြီးတော့ဓာတ်လက်နဲ့ရှာပြီးတော့ကိုတတ်သေးသွားတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါတယ်ဖေအဲ့ဒီကိုတော်ကြီးတွေကမှဓာတ်တွေကျိုးတွေရှာရသေးတယ်ဒီလူတွေတော်ပါပေတယ်ငါဓာတ်မရှာရဘူးငါကိုအသေးတပေးသွားတယ်လို့တပည့်တော်အဲ့ဒီလိုနှလုံးသွင်းမှမယ်ဖေကျေးဇူးတင်အောင်မယ်တဲ့ဘာဖြစ်အောင်မယ်တဲ့ဒါကြောင့်ဆိုအသေးတလျင်ကျေးဇူးပင်ထပ်တင်နေအောင်မည်အသေးတလျင်ကျေးဇူးပင်ထပ်တင်နေအောင်မည်ဒီအတိုင်းသာစိတ်ထဲမှာမခါနေပါမည်အဲ့ဒါဝါနိစ္စကာမနှလုံးသားဆိုတာအဲ့ဒါပဲပရိသတ်ကြီးအဲ့တော့သာသနာပြုလုပ်ငန်းဆောင်ရွက်ကြမယ်ပုဂ္ဂိုလ်တွေကမဟာပုံနာရဲ့နှလုံးသွင်းပုံမျိုးကိုနှလုံးသွင်းပြီးတော့သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ပါဟုတ်လားပရိသတ်ကြီးဒီတော့မှမြတ်စွာဘုရားကိုအဲ့ဒီလိုကြောက်ထားတော်မှာဘုရားရှင်ကိုရောမြတ်ကသက္ခိတတိခောတွန်ပုံနာဣမိနာဓမ္မုပသမေနသမန္နာကတောသူနံပရန္တသမိန်သနာပေရိဝိဟရိတုံပုံနာစေတမပုံနာဣမိနာဓမ္မုပသမေနဣမိမိရဲ့စိတ်ကိုဆုံးမခြင်းလို့ခေါ်တဲ့ခန္တီတရားနဲ့သမန္နာကတံပြည့်စုံနေသောတွန်သင်ခြင်းသားသည်သူနံပရန္တသမိန်သနာပေရိမကွေးတိုင်းလို့ခေါ်တဲ့သူနံပရန္တတိုင်းမှာဝိဟရိတုံနေထိုင်ခြင်းဟာသိက္ခိတတိစွမ်းနိုင်ပါလိမ့်မယ်လို့ဘဂဝါဘုန်းတော်၆စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာစေတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းဘုရားရှင်ကိုရောမြတ်ကအဘိဓကပြောကြလို့စေတမင်းသူနံပရန္တလို့ခေါ်တဲ့မကွေးတိုင်းကိုပြန်သွားရင်မင်းသာသနာပြုလုပ်ငန်းအောင်မြင်ပါလိမ့်မယ်မင်းကခန္တီတရားလက်ကင်ထားနိုင်တယ်လို့ဘုရားရှင်ကိုရောမြတ်မိန်တော်မူတော့မှဘုရားရှင်ကိုရောမြတ်ကိုရိုသေသွားလို့ချီမို့ရှေခိုးလို့အိန္ဒိယကနေရခိုင်တောင်တန်းကြီးကိုဖျက်လို့ပြေးတတ်တယ်ပြန်ကြွလာတယ်မကွေးတိုင်းတွေကိုဘယ်တိုင်းနဲ့လဲအဖို့မပါဘူးနော်မဟာပုံနာမထေကြီးပြန်ကြွလာတော့သူနံပရဏတိုင်းကိုပြန်ရောက်ပြီးတော့ဘေဒတရေတရားနှလုံးကျင့်သုံးလိုက်တာဝါဆိုကံဤရောက်လာတာတေနေဝအန္တရဝတ္တေထိုနှစ်ဝါတွင်မှာပင်လျင်အာယသမမဟာပုံတော်အရှင်မဟာပုံနာမထေကြီးသည်တိတ်သောဝိဇ္ဇာပုဒ္ဓိအာလို့ခေါ်ဆိုအပ်တဲ့ဝိဇ္ဇာဉာဏ်သုံးပါးတို့ကိုသိစေကံဒီကောင်းစွာမသွေမျက်မှောက်ပြု၍အရဟတံကိလေသာအသောခွာလျောကုန်ခနဲ့ယဟနာဖြစ်သောပါပုဏီကောင်းစွာမဲ့သွေရတော်မူရောက်တော်မူခဲ့ပါပြီတကားမထေကြီးမြမပြည်ပြန်ရောက်လို့အဲ့ဒီဝါဆိုတဲ့နှစ်ပါပဲဝါတွင်မှာပဲကိလေသာအသောခွာလျောကုန်ခန်းလို့ယဟနာဖြစ်တယ်ပုဋ္ဌိအားလို့ခေါ်တဲ့တေဝိဇ္ဇပတ္တယဟနာကြီးဖြစ်ပြီးတော့တရင်သုံးနေတာသူလူဘဝတုန်းကသူ့ရဲ့စီးပွားဥစ္စာတွေကိုပြစ်ပစ်ခဲ့တဲ့ညီလေးစုလပုံနာဘယ်သူလဲပိဋကရေအဲ့ဒီစုလပုံနာကကိုကြီးသာသနာဝင်သွားတော့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်လုပ်ကိုင်နေရင်းကနေပြီးတော့တနေ့တော့ကုန်တယ်900နဲ့အတူပင်လယ်ခရီးကိုထွက်ဖို့လို့ပြင်အဲ့ဒီလိုပြင်ဆင်နေတော့မှပဲအကိုကြီးဖြစ်တဲ့မဟာပုံနာယဟနာကြီးကိုအိမ်ပင့်လို့ဆုံးကတ်တယ်မဟာပုံနာယဟနာကြီးကိုအိမ်ပင့်လို့ဆုံးကတ်လို့ပြီးတဲ့အခါကျတော့တရဏဂုံဆောက်တည်ပြီးတဲ့အခါကျတော့၅ပါးသီလခံယူလို့ပြီးတဲ့အခါကျတော့မဟာပုံနာယဟနာကြီးကိုညီငယ်စုလပုံနာကုံတယ်ကလျှောက်တဲ့အကိုကြီးဖျားတပည့်တော်တို့
သွားရမယ်ခရီးကပင်လယ်ခရီးကြီးဆိုတော့ဘေးအန္တရာယ်တွေအလွန်များပါတယ်တပည့်တော်တို့ပင်လယ်ထဲမှာအကြောင်းတစုံတရာဖြစ်ပေါ်လာလို့ဘေးအန္တရာယ်တစ်ခုခုတပည့်တော်များတွေ့ကြုံလာတဲ့အခါမှာကိုကြီးပြစ်မထားပါနဲ့ညီလေးနဲ့တကောကဂုံတဲ့900ကိုကိုကြီးစောက်ရှောက်တော်မူပါဗျာလို့ဆိုပြီးတော့အဲ့ဒီလိုအကိုကြီးဖြစ်တဲ့မဟာပုံနာယဟန္တာကြီးကိုလျှောက်ထားတောင်းပန်ပြီးတော့ညီလေးဖြစ်တဲ့သုလပုံနာနဲ့ဂုံတဲ့900ဟာသင်္ဘောကြီးတွေနဲ့ဘေးတိုက်ပင်လယ်ကြီးတွေကိုခရီးထွက်သွားကြတာအဲ့ဒီသူတို့ဂုံတဲ့တွေသွားတဲ့သင်္ဘောကြီးဘယ်ရောက်သွားတုံးလို့ဆိုတော့မာလာရှုလို့ခေါ်တဲ့ကျွန်းပေါ်ကိုရောက်သွားကြကြပေါင်းများစွာပင်လယ်ခရီးထွက်သွားရင်ကျွန်းကြီးတစ်ကျွန်းတွေ့တော့အဲ့ဒီကျွန်းသားပင်လယ်အဲ့ဒီကျွန်းသားကိုသင်္ဘောကြီးကပ်ပြီးတော့အဲ့ဒီကျွန်းပေါ်တဲပြီးတော့ခေတ္တခဏနားကြမယ်ပေါ့အဲ့ဒီကျွန်းကြီးနာမည်ကမာလာယုကျွန်းတဲ့အဲ့ဒီမာလာယုကျွန်းပေါ်ရောက်တော့ထမင်းချက်စားမယ်ဟေးထမင်းချက်စားမယ်ဟေးစပူမှုထမင်းချက်ဆိုပညာကွာဆိုပြီးတော့ကျွန်းပေါ်အကုန်လုံးဆန်နေပါလေအိုးတွေတဲချပြီးတော့ထမင်းချက်ဖို့လို့ထင်းလိုက်ရှာတာထင်းလိုက်ရှာရင်ထင်းလိုက်ရှာသစ်ပင်တွေတွေ့တော့အဲ့ဒီသစ်ပင်တွေခုတ်6နေတာပင်တွေကအဲ့ဒီပင်တွေခုတ်ပြီးတော့အဲ့ဒီမှာတခါနဲ့မီးထဲတော့ခုတ်ထဲကသစ်ပင်မွေးနေတယ်အမွေးနဲ့နှံ့လာတွေထွက်လာမီးရှို့လိုက်တော့ပုံမွေးရအဲ့ဒါနဲ့တတော်လုံးလျှောက်ကြည့်တော့ဒီပင်တွေကြီးဖြစ်နေတယ်အဲ့ဒါဘာပင်တွေတုံးဆိုရင်စန္ဒကူနတာပင်တွေတဲ့စန္ဒကူနတ်တာပင်တွေဟာအဲ့ဒီတော့မှမဟာသုလပုံနာကုံတွေကပြောတယ်ဟေးကောင်းလေးဒီပင်တွေကစန္ဒကူနတာပင်တွေစန္ဒကူနတ်တာဆိုတာအလွန်တရာတန်ဖိုးရှိတယ်စန္ဒကူနတာဟာအလွန်တရာတန်ဖိုးရှိတယ်အိန္ဒိယမှာစန္ဒကူနတာဆိုတာပြေးတိုင်းနတ်တဖြူကိုခေါ်တာပါပဲဘုန်းကြီးတို့အိန္ဒိယရောက်တော့နတ်တဖြူပတိမရှိဘူးလားနတ်တဖြူပတိဒီလိုမေးတယ်မသိဘူးနတ်တဖြူဆိုတာစန္ဒကူလို့မေးမှသိတာသူတို့ကစန္ဒကူဆိုတာနတ်တဖြူပဲနတ်တဖြူကသိတ္တမိုးကြီးတာပဲဟိုးဘုရားလက်ထက်ကနတ်တဖြူကသိတ္တမိုးကြီးတာခုလည်းပဲနတ်တဖြူကတမိုးတက်နေတာအဲ့ဒီစန္ဒကူနန္တာလို့ခေါ်တဲ့နန္တာပင်တွေကတတော်လုံးမှာစန္ဒကူနတာတော်ကြီးတွေကိုရောက်သွားကြတာအဲ့တော့သုလပုံနာကဘာပြောတော့ဆိုတော့ဟေးကောင်းလေးတို့သင်္ဘောပေါ်မှာပါလာတဲ့ကုန်ပစ္စည်းတွေအကုန်ချစန္ဒကူနတာပင်တွေအကုန်လုံးခုတ်ပြီးတော့သင်္ဘောပေါ်တင်တို့ဘယ်မှဆက်မသွားတော့ဘူးတို့အယမဟာကာမဝဏိစ္စရွာကိုပြန်ကြစို့တို့တထေးဖြစ်ပြီးกว่าသင်္ဘောအလေးခံပြီးတော့ဒီကုန်ပစ္စည်းတွေတဲမနေနဲ့အကုန်သွန်ချစန္ဒကူနတာပင်တွေရသလောက်ခုတ်ဆိုပြီးတော့ပရိသတ်ကြီးအဲ့ဒီမှာစန္ဒကူနတာပင်တွေကိုရသလောက်အကုန်လုံးလိုက်ခုတ်လိုက်ကြတာအဲ့ဒီစန္ဒကူတော်ကြီးထဲမှာစောက်ရှောက်နေတဲ့ဘလူးတွေစိတ်ဆိုးတယ်အဲ့ဒီစန္ဒကူတော်ကြီးကိုစောက်ရှောက်နေတဲ့ဘလူးတွေစိတ်ဆိုးပြီးတော့ကုံတယ်တွေကိုတတ်မဲ့กว่าဆိုပြီးတော့ဘလူးတွေအဲ့ဒီမှာတခါလေတိမ့်ကြတယ်ကျင်းပြီးတော့ဘလူးတွေစုကြတယ်စုတဲ့အခါကျတော့ခေါင်းဆောင်လုပ်တဲ့ဘလူးကြီးကပြောတယ်ဟေးအခုမတတ်ကြနဲ့အခုမတတ်နဲ့အခုတတ်လိုက်လို့ရှိရင်ဒီကောင်တွေတည်သွားရင်တို့ကျွန်းပေါ်မှာလူတွေအလောင်းနေနဲ့ပုတ်စော်နှမ်းနဲ့ကျွန်းမတတ်ဘူးဒါကြောင့်မို့လို့ဒီကောင်တွေသင်္ဘောကြီးထွက်သွားတဲ့အခါကျတော့မှအဲ့ဒီသင်္ဘောနဲ့ပင်လယ်ထဲရောက်မှတတ်ကြသို့ဘလူတွေကကြည့်ရမှာဒီကောင်တွေကိုတတ်မလို့သုလပုံနာနဲ့ဂုံနဲ့900ကိုတကြုံလုံးရှိတယ်များစန္ဒကူနတာတွေအကုန်လုံးခုတ်ပြီးတော့တခါနဲ့သင်္ဘောကြီးနဲ့အပြည့်တင်သွားတာအဲ့ဒါနဲ့ဒီစန္ဒကူနတာတွေတင်ထားတဲ့သင်္ဘောကြီးပင်လေခရီးထွက်ပြီလဲဆိုရောပရိသတ်ရေပင်လေအလဲလောက်လဲရောက်တော့ဘာပြောကောင်းမလဲစန္ဒကူနတာတော်တဲ့ကဘလူးတွေကောင်းငင်ရံကနေလိုက်လာပြီးတော့လှိုင်းလုံးတွေကျန်းဟာရေတွေဝုံနဲ့ဘလူးတွေကရေထဲငုံလိုက်ပေါ်လိုက်ဆိုတော့တခါတည်းအကုန်လုံးအဲ့ဒီမှာတခါတည်းလှိုင်းတွေလေးတွေဖြစ်ပြီးတော့လင်းဒီချမ်းတွေတိုင်းဟာအဲ့ဒီမှာကုံတယ်တွေဘုန်းတို့ပြေးတာကဲတော်မူကြပါအောင်ကဲကြပါအောင်နဲ့အဲ့ဒီမှာတခါတည်းအတင်းអော်တဲ့ခါကျတော့မှသုလပုံနာကတတိယသွားတယ်လှိုင်းတဘိုးတွေကလည်းထမ်းလေတွေကလည်းတိုင်းငါတို့တော့ဘေးဒုက္ခတွေတွေ့ပြီအဲ့ဒါနဲ့သုလပုံနာကုံတွေကပရိသတ်သင်္ဘောဥမှရက်လို့
နောင်တော်ကြီးမဟာပုံနာဖရာညီငယ်တို့ပင်လယ်ထဲမှာဒုက္ခတွေပပလဲဝိုင်းနေပါပြီနောင်တော်ကြီးဖရာကယ်တော်မူပါစောင့်ရှောက်တော်မူပါဖရာကယ်တော်မူပါစောင့်ရှောက်တော်မူပါဖရာဆိုပြီးတော့သုံးချိန်သုံးခါတိတိအတန်ကုန်ခစ်អော်လာအတန်ကုန်ဟစ်អော်တဲ့အခါကျတော့အဲ့ဒီသူညီလေးသုလပုံနာကုံတဲ့អော်တဲ့အတန်ကိုမဟာပုံနာယဟန္တာကြီးကဒိဗ္ဗသောတာအဘိညာဉ်ဖြင့်ကြားတော်မူတယ်တဲ့ကြားတော်မူတဲ့အခါကျတော့ဆင်ញင်ပြီးတော့ကြည့်လိုက်တော့ဘလူးဘေးကြီးဘလူးတွေနှောက်ရက်တာတွေ့ရောတွေ့လဲတွေ့ရောဘုရင်တိုက်ချက်ချင်းပဲအဲ့ဒီမှာမဟာပုံနာယဟန္တာကြီးကကောင်းကင်ယံကနေပြန်လာပြီးတော့တင်မောဥမှာရပ်တော်မူတယ်တဲ့ကောင်းကင်ကပြန်လာပြီးတင်မောဥမှာရပ်တာကိုဘလူးတွေကမြင်လဲမြင်ရောနောက်ဆုတ်သွားတယ်ဘလူးတွေထားတဲ့လိုင်းတဘိုးတွေဘလူးတွေပြုလုပ်ဆောင်ရွက်ထားတဲ့လေချမ်းတွေကိုမဟာပုံနာမထေရကြီးကယဟန္တာကြီးကတကိုးတော်နဲ့အကုန်လုံးငြိမ့်မလိုက်တယ်ငြိမ့်မလိုက်တော့မှအဲ့ဒီမှာဘလူးတွေအကုန်လုံးထွက်ပြေးသွားကြတာဟာဘုရားသားတော်ယဟန္တာတစ်ပါးကြွလာတယ်ငါတို့တောင်းညံ့တယ်လို့ဖြစ်ဘူးဆိုပြီးတော့အကုန်လုံးထွက်ပြေးသွားကြတာအကုန်လုံးလိုင်းနေတဘိုးတွေအကုန်လုံးငြိမ်သက်သွားပြီးတော့ပင်လယ်ပြင်ဟာပဂတိတည်ငြိမ်သွားပြီလို့ဆိုတဲ့အခါကြတော့မှသင်္မောဥကနေပြီးတော့ရပ်နေတဲ့မဟာပုံနာမထေရကြီးကညီငယ်သုလပုံနာကုံတယ်နဲ့တကောကနောက်ပါကုံတယ်900တို့ကိုမေးတယ်အမောင်တို့ဘယ်သွားခြင်းကြတယ်လဲပြောငါညီလေးမင်းဘယ်သွားခြင်းတယ်လဲပြောအာကိုကြီးဖျားတပည့်တော်တို့ဘယ်မှဆက်မသွားခြင်းတော့ပါဘူးတပည့်တော်တို့သူ့နံပရဏတိုင်းဝါနိစ္စဂါမရွာကိုပဲပြန်ရောက်ချင်ပါတယ်ဗျာတပည့်တော်တို့ရွာကိုပဲပြန်ပို့ပါတော့ဗျာလို့အဲ့ဒီလိုလျှောက်ထားလိုက်တဲ့အခါကျတော့သင်္မောဥမှာမဟာပုံနာမထေရကြီးရပ်တော်မူပြီးတော့ဤလေသင်္မောသည်ကုံတယ်များအလိုရှိရာအရတ်တို့ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ရောက်စေတည်းလို့အဲ့ဒီလိုဒိဋ္ဌံပြီးတော့စေလွတ်လိုက်တာဧသာယေသုလပုံနာဥဆောင်တဲ့ကုံတယ်900ဟာဘေးမတိရမခပဲနဲ့ဝါနိစ္စဂါမရွာကြီးကိုပြန်ရောက်လာကြပါတယ်ဝါနိဒကာမရွာကြီးကိုပြန်ရောက်လာပြီးတော့ကုံတယ်တွေပြန်လာတဲ့အခါကျတော့ကုန်ပစ္စည်းတွေမပါဘဲနဲ့နဂါတွေကြီးပဲပါလာတာသန္တကုနဂါတွေကြီးပါလာတာအကုန်လုံးတေချဘယ်လိုဖြစ်လာတာလဲကုန်ကုသရောက်မှုသွားတော့ကုန်တွေပါမလာဘဲနဲ့နတ်သားတွေပါလာတာပြန်ပြောပြတဲ့ကုံတယ်တွေကတို့ပင်လေတဲ့ဒီလိုဖြစ်လို့မာလာယုကျွန်းကိုရောက်သွားတာအဲ့ဒီမှာသန္တကုနဂါတွေတွေ့လို့တို့အကုန်လုံးခုတ်ယူလာတာဘလူးတွေလိုက်လို့ကွာမဟာပုံနာယဟန္တာကြီးကိုသူ့ညီသုလပုံနာကတိုင်တယ်လိုက်တော့မှယဟန္တာကြီးကြွလာပြီးတော့ယဟန္တာကြီးရဲ့တကိုးတော်နဲ့ဖယ်ရှားလိုက်လို့တို့အသက်ချမ်းသာရာရတာတို့အသက်ဟာယဟန္တာကြီးပေးတာပဲရှိပါတော့တယ်ကုံတယ်တွေရွာပြန်ရောက်လာပြီးတော့ပင်လယ်ထဲမှာတွေ့ကြရတဲ့အတွေ့အကြုံဖြစ်ပျက်တွေအလုံးကိုသားတွေမယားတွေတိုင်းသူပြည်သားမြို့သူမြို့သားတွေကိုအကုန်လုံးပြန်ပြောကြတော့မဟာပုံနာယဟန္တာကြီးရဲ့တကိုးကိုကြည်ညိုပြီးတော့ပြေးတိုက်ရနေတိုင်းအဲ့ဒီမှာတခါတည်းလူတွေကသွားပြီးတော့ပူဇော်ကြဆွမ်းနေခဲဝတိနဲ့ပူဇော်ကြအဲ့ဒီလိုပူဇော်ယုံနဲ့အာမရဘဲနဲ့သုလပုံနာနဲ့ကုံတယ်တွေကတိုင်ပင်ကြတယ်ဟေးယဟန္တာကြီးကျေးဇူးကြောင့်တို့ဘေးမတိယမခပဲနဲ့သန္တကုနတာများရရှိလာခဲ့တာအဲ့တော့တို့ဒီသန္တကုနတာတွေကိုဝေချမ်းတဲ့အခါမှာအစုတွေပုံတဲ့အခါမှာယဟန္တာကြီးအတွက်လည်းတစုပုံကြစို့ဆိုပြီးတော့သူတို့ဝေစုခွဲတဲ့အခါမှာ900နဲ့တပုံပုံတယ်900ကသူတို့ကုံတယ်တွေယူတယ်တပုံကသုလမဟာပုံနာယဟန္တာကြီးအတွက်တပုံပုံနာတယ်တစုပေါ့အဲ့ဒီတစုကိုပုံနာပြီးတော့ယဟန္တာကြီးကိုလှူတယ်လူတဲ့အခါကျတော့မယဟန္တာကြီးကသန္တကုနတာတွေအလူခံပြီးတော့မေးတယ်တရားတို့မင်းတို့ဟာငါရဲ့ဆရာဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုဖူးမြင်ဘူးကြသလားမြင်ဘူးသလားမင်းတို့မမြင်ဘူးပါဘူးဗျာဒါမြင်လို့ရှိရင်မြတ်စွာဘုရားကိုရည်မှန်းပြီးတော့ငါဖို့လို့လှူထားတဲ့ဟောဒီသန္တကုနန္တာတို့ကိုကြောင်းကြီးတစ်ဆောင်ဆောက်ပါတဲ့သန္တကုနန္တာတွေနဲ့မလုပ်ခိုင်းလေအေးသန္တကုနန္တာတွေနဲ့မြတ်စွာဘုရားတည်င်းသုံးဖို့လို့ကြောင်းကြီးဆောက်ပါမင်းတို့ကြောင်းဆောက်လို့ပြီးတဲ့နေ့ကျရင်အဲ့ဒီကြောင်းပေါ်မှာတည်င်းသုံးဖို့လို့မြတ်စွာဘုရားကငါသွားပင့်ပေးမယ်မင်းတို့မြတ်စွာဘုရားကိုဖူးမြော်ခွင့်ရလိမ့်မယ်
အဲ့ဒီလိုအာမဘန္တိခံမိန်တော်မူပြီးတော့မှဟာတခါဒီလဲဘာပြောကောင်းမလဲပရိသတ်ရဲ့အာရဝန္တာနဲ့တို့မဟာဗုဒ္ဓမထေရကြီးတော်မှာဒီလောက်တကိုးကြီးနေရင်မဟာဗုဒ္ဓမထေရကြီးရဲ့ဆရာမြတ်စွာဘုရားတဲ့ဟိုအိန္ဒိယမှာတို့မကွေးတိုင်းကိုကြွတော်မူလိမ့်မယ်အခုခေတ်မကွေးတိုင်းခေါ်တာပဲရှေ့ကသူ့နံပရဏတိုင်းဆိုတာအဲ့ဒါနဲ့ဝမ်းမြောက်ဝမ်းသာနဲ့ပရိသတ်ကြီးတူတူပြောဆိုပေါ့ဗျာအဲ့ဒီမှာတခါတည်းရွာလုံးကျွတ်အကုန်လုံးလှုပ်အားပေးပြီးတော့ဆောက်လိုက်ကြတာစံတကူနန္တာကျောင်းတော်တဲ့ကျောင်းတော်ကြီးပြီးသွားရောကျောင်းတော်ကြီးပြီးတဲ့အခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုပင့်ပြီးတော့ဒီကျောင်းတော်ကြီးရည်တဲ့ခြာပွဲလူတန်းဖို့အတွက်ကိုမဟာဗုဒ္ဓယန္တာကြီးကိုသွားကြောက်တယ်ရှင်ဘုရားမဟာဗုဒ္ဓကျောင်းတော်ကြီးပြီးပါပြီဘုရားရှင်ဘုရားဂတိအတိုင်းမြတ်စွာဘုရားကိုပင့်မေးမယ်ဆိုတာသွားရောက်ပြီးတော့ပင့်ဆောင်တော်မူပါတော့လားဘုရားလို့အဝဆုံးရွှေနေတော်ကြအောင်လျောက်ထားကြလေကုန်ပြီတကားသုလဘုံနာမှုရှိတဲ့ဂုဏ်တွေလျောက်ထားတဲ့တကားဥထရွက်တကားကိုဆောင်ယူပြီးတော့မဟာဗုဒ္ဓယဟန္တာကြီးကပိဋကရဲ့တကိုးတော်နဲ့ကောင်းငင်ရန်ခရီးကမြတ်စွာဘုရားတရင်သုံးနေတဲ့သာဝတိပြည်ကိုကြွသွားတယ်ဘယ်ပြည်ကိုကြွသွားသာဝတိပြည်ဇေတဝန်ကျောင်းမှာမြတ်စွာဘုရားတရင်သုံးနေတယ်မြတ်စွာဘုရားထံရောက်တော့မြတ်စွာဘုရားကိုရိုသေစွာလှုပ်ချီမို့ရှ िख ိုးလို့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားအတွက်ရည်မှန်းပြီးတော့သူ့နံပရဏတိုင်းဝါနိဒာကာမရွာနိနာမစန္ဒကူနတာကျောင်းတော်ရာကြီးကိုဆောက်လုပ်ပြီးပါပြီမြတ်စွာဘုရားရှင်ဘုရားကြွတော်မူပါဘုရားလို့မြတ်စွာဘုရားကိုပင့်လျှောက်တော်ဘုရားရှင်ကိုရောမြတ်ကပင့်လျှောက်ထားတာကိုလက်ခံတော်မူတယ်လက်ခံတော်မူပြီးတော့အနာမခါသားနေတဲ့ညီတော်အာနန္ဒာကိုခေါ်လို့จิตသားအာနန္ဒာကျောင်း၌ထဲမှာရှိတဲ့တန်ဃာတွေ499ပါးဘယ်နှပါလဲမနေ့ပြင်ကနန်းတဲ့ဝါနိစ္စခါမရွာကိုကြွပြီးတော့စန္ဒကုနတာကျောင်းတော်ရာကြီးကိုအလူခံဖို့လို့ဝါနိစ္စကာမရွာသူရွာသားတွေစက္ကန့်လူတန်းနဲ့ဆွမ်းကိုခံဖို့လို့ယဟန္တာပေါင်း499ပါးကိုစာရေးတမ်းမဲ့ပြေတော်မူမင်းရှင်မတော်မူတဏ္ဍမြတ်စွာဘုရားအမိန့်တော်ရတော့အရှင်အာနန္ဒာကလည်းဘယ်ကိုယ်တော်လိုက်ရမယ်ဘယ်ကိုယ်တော်လိုက်ရမယ်ဘယ်ကိုယ်တော်လိုက်ရမယ်ဆိုပြီးတော့သေတ္တယတန်ဃာတွေယဟန္တာကြီးတွေလျှောက်ပြီးတော့ပြောလိုက်တာ499ပါးတဲ့ဘယ်လောက်လဲ499ပါးသောတန်ဃာတော်တွေကိုအကုန်လုံးစီမံတော်မူပြီးတော့စရင်ကောက်ယူတော်မူပြီးတော့စီမံနေတဲ့အချိန်တဲ့တာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးရဲ့ပန္တုကပလာများကြောက်ဖြာတင်းလာတယ်ရမင်းကလူပြည်လမ်းကြီးတယ်ဟာငါထိုင်နေတဲ့ပန္တုကပလာမြတ်ကြောက်ဖြာကြီးတင်းပြီးတော့ပူပြင်းတဲ့ချိန်ဟာကိုပြတယ်လူပြည်မှာဘာတွေများဖြစ်နေပါလိမ့်မလဲလို့လှမ်းကြည့်လိုက်တဲ့အခါကျတော့ဘုရားမှုရှိတဲ့တန်ဃာတော်499ပါးသူနံပရဏတိုက်ဝါနိစ္စကာမရွာအနီးကစန္ဒကုနတာကျောင်းတော်ရာကြီးအလူခံမို့လို့မြတ်စွာဘုရားကြွတော်မူလိမ့်မယ်အဲ့ဒါကိုသိတော့မှဝိသကြုံနတ်သားကိုခေါ်ပြီးတော့ရက်ထပြန်900တဲ့ဒီကနေ့ခေါ်တာတော့ပန်းရထားလို့ခေါ်တယ်ဘုန်းကြီးတို့ဘုရားထိတင်တာပန်းရထားတဲ့ဗာလဲပရိသတ်ရဲ့ရှေ့တော့ကရထပြန်လို့ခေါ်တယ်ရထကကောင်းကင်မှာပြန်နေတာပြတ်တာဆောင်ကြီးနဲ့ရထ900ရထပြန်900ကြွမှာက499ပါးမြတ်စွာဘုရားတပါးတိတ္တရထပြန်900စီစဉ်လာတာအဲ့ဒါရထပြန်900စီစဉ်လာပြီးတော့ဇေတဝန်ကျောင်းရဲ့မုတ်တကားဝါမှာအစဉ်တဲ့တရားမင်းကစီမံပေးထားတာမနဲ့လင်းကိုမြတ်စွာဘုရားနဲ့ယဟန္တာ499ပါးကအဲ့ဒီတရားမင်းကြီးစီမံပေးထားတဲ့ရထပြန်တွင်မှာတပါးလည်းရထပြန်တစ်ခုတပါးလည်းရထပြန်တစ်ခုတရင်3ပြီးတော့သွားလိုက်တာမြေတိုင်းနောက်ဆုံးရထပြန်မှာတပါးမှမပါဘူးနောက်ဆုံးရထပြန်တစ်ခုဒီတိုင်းဟောင်းလုံးကြီးပါသွားတယ်ကောင်းကင်ယံကနေပြီးယထာပြန်က900တန်ဃာက499ပါးတပါးလိုနေတယ်ဘယ်ယဟန္တာအတွက်မှလည်းမသိပါသွားရော
အဲ့ဒီလိုကောင်းကင်ယံကနေပြီးတော့ယထဗျာနေအိန္ဒိယနိုင်ငံကနေပြီးတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမကွေးတိုင်းခြေတုံးကခေါ်တော့သူနံပရဏတိုင်းအဲ့ဒီကိုယထဗျာနေတခါတည်းရောက်လာတဲ့အခါကျတော့ဝါနိစ္စခါမရွာကိုမရောက်ခင်တဲ့အခုဘုန်းကြီးတို့အထက်ဆက်တော်ရာဘုရားခြေတော်ရာချမဲ့နေရာသစ္စာဗန္ဒတောင်တဲ့ဘာတောင်နဲ့လဲသစ္စာဗန္ဒတောင်ကိုရောက်တဲ့အခါကျတော့ယထဗျာ900ကိုကောင်းကင်မှာမြတ်စွာဘုရားကခဏထားခဲ့ပြီးတော့ဘုရားရှင်တပါးတဲ့တောင်ထိပ်ကိုကြွတော်မူသွားတယ်အဲ့ဒီတောင်ထိပ်မှာဘုရားရှင်ကိုရောမြတ်ခေတ္တခဏသက်ရှင်တော်မူဘုရားဘာလာလှုပ်တာလဲတပါးတဲ့အဲ့ဒီသစ္စာဗန္ဒတောင်ထိပ်ကိုဘာလာလှုပ်တာလဲဆိုရင်ဘေသတ္တေအဲ့ဒီသစ္စာဗန္ဒတောင်ထိပ်ပေါ်မှာယသေကြီးတူရှိတယ်တဲ့သစ္စာဗန္ဒယသေတဲ့ဘာယသေတယ်လဲအဲ့ဒီသစ္စာဗန္ဒယသေဆိုတာဘုရားတို့ပြေးသားရေဘယ်ဘဝကလာတာတော့ဆိုတော့မုတ်ဆိုးဘဝကနေယသေဝက်လာတာလူဘဝတဲ့တော့ကအလွန်ဆိုးပေါ့အဲ့ဒီရွှေဆက်တော်တော်ထဲမှာဟာဒီသစ္စာဗန္ဒမုတ်ဆိုးကြီးဟာတာကောင်းလေးသားနေတိုင်းတခါလဲဖောက်တယ်တွေပေးနေတိုင်းအကုသိုလ်လုံးနဲ့အသက်ဝေးပြီးတော့နေတာအဲ့ဒီလိုအကုသိုလ်လုံးနဲ့အသက်ဝေးပြီးတော့နေတဲ့သစ္စာဗန္ဒမုတ်ဆိုးကကျွတ်တန်းဝင်ပြီးတော့ယသိဝိလာတာမဟုတ်လို့သစ္စာဗန္ဒယသိတဲ့အဲ့ဒီသစ္စာဗန္ဒယသိဟာမုတ်ဆိုးဘဝကလာတာမုတ်ဆိုးဘဝကိုမရောက်ခင်တုန်းကဘယ်ဘဝကလာတာတော့ဆိုရင်အခွန်မလန်းနဲ့ပြည့်စုံကြွယ်ဝတဲ့နွားလာဥဒ္ဒပကြီးတဲ့နွားကြီးဖြစ်ခဲ့ဘူးတဲ့တိရစ္ဆာန်ဘဝနွားလာဥဒ္ဒပကြီးဆိုတော့အခွန်ကလည်းကောင်းတယ်ဆိုးကလည်းဆိုးတယ်ပြေးသားကြီးအဲ့ဒီဘဝတော့အဲ့တော့တွေ့တဲ့လူတွေလိုက်ပြီးတော့ဝှေ့သားအိမ်နေချမ်းနေဝင်ဖြစ်စီအိမ်နေဆိုခေါင်းနဲ့တိုက်တာနဲ့ပြိုကြတာပဲတခါဥကျော်နဲ့ဝှေ့တင်းသူတော်တောင်းညာနေတာပိုင်ရှင်လုံးတဲ့ပုဂ္ဂိုလ်ကလည်းပဲဘယ်လိုမှမနိုင်တော့ဘူးသူ့အဲ့ဒါနဲ့ကြွားသူရသားတွေကသွားပြောတယ်ခမည်းနွားကြီးဟာလယ်တွေဖြစ်စီယာတွေဖြစ်စီအိမ်တွေဖြစ်စီလူတွေလျှောက်ဝှေ့တတ်နေတဲ့ကိုနွားကြီးကိုနိုင်အောင်ထဲမနိုင်ပါဘူးဗျာလောက်တောင်ဆိုးတဲ့နွားပိုင်ရှင်အောင်မနိုင်တော့ဘူးဆိုရင်ဝိုင်းတတ်ကြလို့ဆိုပြီးတော့ကြွားသားတွေတရွာလုံးဆိုပြီးတော့ဟာဓာတ်တွေကလှန်တွေကဒုတ်တွေကခဲတွေကအကုန်လုံးကင်ပြီးတော့ပြေးသားအဲ့ဒီနွားကြီးကိုဝိုင်းထုလိုက်ကြတာအဲ့ဒီနွားလာဥဒ္ဒပကြီးကလွန်နေစာရောက်သေးရောတည်သွားပြီးတဲ့အခါကျတော့ဘယ်မှာသွားဖြစ်တုံးလို့ဆိုတော့မကုလတောင်ချေမှာတောလိုက်မုံဆိုးကြီးဖြစ်ရတယ်တဲ့သူ့အသားကိုအဲ့ဒီနွားလာဥဒ္ဒပကြီးရဲ့အသားနွားကြီးတတ်လက်တတ်ပြီးတော့နွားလာဥဒ္ဒပကြီးရဲ့အသားကိုဝေချမ်းစားတော့ကြတယ်တတ်ခဲ့ကြတဲ့လူတွေကတော့ဘာလာဖြစ်ကြတုံးလို့ဆိုတဲ့အခါကျတော့အဲ့ဒီမကုလတောထဲမှာမကုလတောင်ကြီးရဲ့တော်ထဲမှာသာသမင်ကြီးငယ်ဆိုင်ဆတိရစ္ဆာန်တွေအကုန်လုံးဖြစ်ကြလက်စားပြန်ချေတာနွားလာဥဒ္ဒပကြီးကမုတ်ဆိုးဖြစ်နွားလာဥဒ္ဒပကြီးကိုတတ်ပြီးတော့စားခဲ့တဲ့ရွာသူရွာသားတွေကအဲ့ဒီမကုလတောင်ကြီးမှာသမင်တွေလာဖြစ်ကြတရေတွေလာဖြစ်ကြမနဲ့မိုးလင်းလာတဲ့အဲ့ဒီမုတ်ဆိုးကြီးကလေးနဲ့မြားနဲ့ဆွဲပြီးတော့ပြစ်တာပဲတတ်တာပဲစားတာပဲကိုရာတွေဖောက်တဲ့ပေးဈေးရောက်သူဒီလိုလုံနေတာပြေးတတ်တယ်ဖောက်တယ်ကလည်းတနေ့ကိုဘယ်လောက်ရှိတယ်69ယောက်ရှိတယ်လာပြီးတော့ဖောက်တယ်လာယူနေတာဒီတောထဲကအသားတွေကိုဒီမုတ်ဆိုးကြီးတော့အကုသိုလ်တွေများနေပြီဒီမုတ်ဆိုးကြီးတော့အကုသိုလ်တွေများနေပြီအဲ့ဒီတော့ဒီမုတ်ဆိုးကြီးအကုသိုလ်ကလွတ်ကင်းရအောင်လို့တရားမင်းကြီးကသူ့ကိုယ်သူမုတ်ဆိုးရောင်ဖန်ဆင်းပြီးတော့ဘေးတတ်တွေအဲ့ဒီမှာဆင်းလာတယ်တရားမင်းဘာရောင်ဖန်ဆင်းလာတာလဲမုတ်ဆိုးရောင်ဖန်ဆင်းပြီးတော့လေးတွေများတွေတိုင်ပြီးတော့တရားမင်းကြီးကဆင်းလာတဲ့အခါကျတော့ဒီကမုတ်ဆိုးကြီးကလည်းပဲတော်လိုက်မလို့အထွက်တရားမင်းကဖန်ဆင်းလာတဲ့မုတ်ဆိုးနဲ့လမ်းနဲ့ပက်ပင်းတို့ကြတော့ရွာကမုတ်ဆိုးကမုတ်ဆိုးအစ်စ်ကိုမေးတယ်တရားဘဝကလာတဲ့မုတ်ဆိုးကိုသင်ဘာလာလောက်တာလဲငါတော့ငါတောင်နေကိုလာပြီးတော့
ငါမှအေနီလို့အမည်ရှိတဲ့သားကောင်လေးတစ်ကောင်ပျောက်သွားတယ်အဲ့ဒါငါအေနီလို့အမည်ရှိတဲ့သားကောင်ကလိုက်ရှာတာရှာရင်နဲ့တင်မုတ်ဆိုးကြီးရဲ့ပိုင်တဲ့တောထဲကိုရောက်သွားတယ်ပျောက်လို့လိုက်ရှာတာအဲ့တော့မုတ်ဆိုးတို့ရဲ့ထုံနှန်းစင်လာအရာနေကျွန်းလာတဲ့တောကောင်ကိုနေခံဖြစ်တဲ့မုတ်ဆိုးတွေကကူရှာပေးရတာထုံနှန်းရှိတယ်ထုံနှန်းရှိတဲ့အတွက်ကြောင့်မို့လို့ငါအေနီလို့အမည်ရတဲ့သားကောင်ကူရှာပေးသားမှာအဲ့ဒါမင်းတော်ထဲမှာပျောက်သွားတာမင်းမတောင်းဝင်ရှိတယ်လေဘယ်လိုလဲရှာပေးပါမယ်အေးတကယ်လို့တွေးအောင်ရှာမပေးနိုင်ဘူးဆိုရော်ကြီးပေးရမယ်နော်ပေးပါမယ်အေးရော်ကြီးမပေးနိုင်လို့ရှိရင်ဒီတော်တဲ့ကထွက်ခွာပေးရမယ်အဲ့ဒါမုတ်ဆိုးတို့ရဲ့စည်းကမ်းပဲကောင်းပါပြီလိုက်နာပါတယ်လို့ဆိုပြီးတော့ပြေးသားကြီးအဲ့ဒီမှာတရားမင်းအောင်ဆောင်လာတဲ့မုတ်ဆိုးကြီးကသဘောတူညီချက်တွေရအောင်ယူပြီးတော့ကိုင်းခမည်းလေးနဲ့မြားကသိမကောင်းတော့ဘူးရော့ဟောဒီမှာကျုပ်လေးနဲ့မြားဒါအိနီတို့အမိရတဲ့သားကောင်ကိုပြစ်တဲ့လေးမြားခမည်းယူသွားပြီတော့လို့ဆိုပြီးတော့ဘုန်းကြီးတို့ပြေးတာတရားမင်းကတကိုးနဲ့လေးညှို့ကိုတင်ပြီးတော့ပေးလိုက်တာလေးညှို့ကိုတင်ပြီးတော့ပေးလိုက်ပြီးတော့တရားမင်းကဒီကောင်ဘာဆက်လို့မလဲဆိုပြီးတော့ငါရှာခိုင်းတဲ့အိနီလို့အမည်ရတဲ့သားကောင်ကိုရှာမလားမရှာလားဆိုပြီးတော့တရားမင်းကပြေးတိုက်တောင်ဆွဲလေးတစ်ခုကနေပုံပြီးတော့သူ့ကိုကြည့်နေတယ်တဲ့အဲ့ဒီမုတ်ဆိုးကြီးရဲ့လောက်ရကိုကြည့်နေတာအဲ့ဒါတရားမင်းပုံခဲ့တဲ့တောင်ကိုတရားပုံတောင်တရားဘုံတောင်ဆိုပြီးတော့အခုဘုန်းကြီးတို့ဆွေဆက်တော်မှာရှိပါတယ်တရားဘုံတောင်ဆိုတာတရားမင်းပုံခဲ့တဲ့တောင်အဲ့တော့မုတ်ဆိုးကြီးတရားမင်းတင်ပေးလိုက်တဲ့လေးနဲ့မြားကင်ဆွဲပြီးတော့သားကောင်တွေကိုလိုက်ပြီးတော့ပြစ်ခတ်ရင်းနဲ့အိနီတို့အမိရတဲ့သားကောင်ကိုလိုက်ရှာတာသားကောင်တစ်ကောင်တွေ့လဲတွေ့တော့သူ့လေးနဲ့သူ့မြားလို့ထင်ပြီးတော့ပြစ်လိုက်တာဘယေတကြီးလေးညှို့ချလို့မရဘူးတဲ့လေးညှို့ချလို့မရချွေရီကြားပြီးတော့အဲ့ဒီမှာစိတ်ညစ်နေတာငါတလောက်အခွန်မလန့်ကောင်းတဲ့သားနဲ့ဒီလေးနဲ့ဒီမြငါဘာဖြစ်လို့ပြစ်လို့မရတာပါလေဆိုပြီးတော့ပြစ်ကြည့်လေမရလေပြစ်ကြည့်လေမရလေချွေးတွေဒီကြပြီးတော့အဲ့ဒီမှာတခါတည်းမုတ်ဆိုးကြီးစိတ်ညစ်နေတာအဲ့တော့မှပုံနေတဲ့တရားမင်းအောင်ဆောင်လာတဲ့မုတ်ဆိုးကထွက်လာပြီးတော့မုတ်ဆိုးကြီးတင်လေးနဲ့မြတဲ့ငါပေးလိုက်တာဘယ်လိုလဲအခုလေးညှို့လေးတောင်မှချလို့မရပါလားမချနိုင်မတင်နိုင်ဖြစ်နေပါသလားအဲ့တော့သင်ဒီဒုက္ခကလွတ်ချင်သလားလွတ်ချင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ငါရဲ့သစ္စာစကားကိုခံယူရလိမ့်မယ်သင်ကဘာမို့လို့သင်ရဲ့သစ္စာစကားကိုခံယူရမှာလဲငါတရားမင်းပဲတဲ့ဆိုပြီးတော့အဲ့ဒီမှာကိုထင်ရှားပြတော့မှမုတ်ဆိုးကြီးကသစ္စာဘာနာမုတ်ဆိုးကြီးကနည်းနည်းကြောက်သွားတယ်ဘုရားသားရဲ့တရားမင်းကိုယ်တိုင်ဆင်းလာတာဆိုတော့အဲ့ဒါနဲ့ gain ဘာသစ္စာတကခံယူရမှာလဲပြောအေးသစ္စာတကခံယူရမှာကတော့ဒီနေ့ကစပြီးတော့တောလိုက်တဲ့အခါမှာအထီးတရဝါတွေကိုကြီးပြစ်ပါမယ်လို့သစ္စာဆိုပြီးပထမတရက်တောလိုက်ထွက်ပါအေးနောက်တရက်ကြလို့ရှိရင်အမတရဝါတွေကြီးပဲပြစ်ပါမယ်လို့သစ္စာဆိုပြီးတော့တောလိုက်ထွက်ပါသစ္စာဆိုထားရဲ့သားနဲ့အထီးတရဝါတွေကြီးပဲပြစ်ပါမယ်လို့သစ္စာဆိုရဲ့သားနဲ့အမတရဝါတွေကိုပြစ်မိရင်သင်သစ္စာပြတ်သွားပြီဘယ်လိုလဲသင်သစ္စာဆိုနိုင်မလားလို့တရားမင်းကြီးကမေးတဲ့အခါကျတော့မှမုတ်ဆိုးကြီးကကောင်းပြီသင်တရားမင်းကြီးဆိုခိုင်းတဲ့သစ္စာစကားအတိုင်းဆိုပြီးတော့ငါတောလိုက်မယ်အဲ့ဒီလိုတရားမင်းကြီးကသစ္စာတရားနဲ့သစ္စာစကားနဲ့မုတ်ဆိုးကြီးအကုသိုလ်အလုပ်တွေကိုမလုပ်ဖြစ်အောင်နှောင်ဖွဲ့တုတ်ချီထားတာမို့လို့အဲ့ဒီမုတ်ဆိုးကြီးရဲ့နာမည်ကိုသစ္စာဗန္ဒတဲ့။ပါတယ်လေပရိသတ်ရဲ့သစ္စာဆိုတာကသစ္စာဗန္ဒဆိုတာနှောင်ဖွဲ့ထားတာတုတ်နှောင်ထားတာခြီးပြီးတုတ်ပြီးပဲ။ဒါရင်ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်တရားမင်းကြီးကဟောလေးနဲ့မြာယူထားလိုက်ငါတာဝရိန္ဒနတ်ပြည်ပြန်ပြီဆိုပြီးတော့ပရိသတ်ရဲ့တရားမင်းကြီးတာဝရိန္ဒနတ်ပြည်ပြန်သွားပါတယ်
နောက်တနေ့မနေ့မုံဆိုးတော်လိုက်ထွက်တယ်တဲ့မထွက်ခင်တည်းကသူကသစ္စာဆိုသွားတယ်ဒီနေ့ကအထီးတယ်ကြီးပဲပြစ်မယ်အမားတွေကိုမပြစ်ပါဘူးသစ္စာဆိုပြီးထွက်သွားတယ်ထွက်လဲထွက်တော့ပြီးအထီးတွေကြီးပြစ်မယ်နေကြမှာအမားကောင်လေးကြီးတွေ့တယ်ဆိုတော့မပြစ်လိုက်ရဘူးတဲ့အဲ့ဒီနေ့ဘသူကလှုပ်ထားတာတော့ဆိုတရားမင်းကလှုပ်ထားခဲ့တာအဲ့ဒီနေ့တနေ့လုံးဘာသားကောင်းမှမရဘူးညနေကျတော့တတ်လို့ပဲစားလိုက်ရတယ်ဘာကောင်းမှမရတော့ဟိုနေမနေ့ပြင်ကကြားလို့ရှိရင်သစ္စာတစ်မျိုးပြောင်းဆိုမယ်အထီးတကြီးပြတ်ပါမယ်ဆိုတော့လေအမတကြီးတွေ့တယ်အမတကြီးပြတ်မယ်ဆိုတဲ့နေ့ကျအထီးတကြီးတွေ့တယ်ဆိုတော့အဲ့ဒီလိုနဲ့ပရိသတ်ရဲ့အဲ့ဒီမုတ်ဆိုးကြီးတောထဲမှာလေပထမနေလည်းပဲမရဘူးဒုတိယနေလည်းမရဘူးတတိယနေလည်းမရဘူးအဲ့ဒီလိုနဲ့နောက်ဆုံးတော့သစ္စာဘာနာမုတ်ဆိုးကြီးဟာစိတ်ပြက်လက်ပြက်နဲ့လေးတွေမြားတွေကိုတောင်ပေါ်ကနေတောင်အောက်ကိုပြစ်ချပြီးတော့တောင်ပေါ်မှာရသေးဝစ်ပြီးတော့နေလိုက်တယ်တဲ့အဲ့ဒီသစ္စာဗန္ဒရသေးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတရားဟောတော်မူမလို့တောင်ထိပ်ကိုခဏဆင်းတာရထပြန်900ကအဲ့ဒီတောင်ပေါ်ကကောင်းကင်ဘုံမှာတခါတည်းတန်းစီပြီးတော့နေတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြွတော်မူလာတော်ကိုမြင်လဲမြရောသစ္စာဗန္ဒရသေးရဘုရားကိုယုသေးစွာလက်ဦးချီမိုးရှိခိုးလို့မြတ်စွာဘုရားထံတော်နာမှာထိုင်နေတာဘုရားရှင်ကိုတော်မြတ်ကအဲ့ဒီသစ္စာဗန္ဒရသေးကိုစတုသစ္စာကထာဒုက္ခကဒီလိုဟဲ့သမုဒိယကဒီလိုဟဲ့နိရောဓကဒီလိုဟဲ့မဂ္ဂကဒီလိုဟဲ့နဲ့ဘုရားရှင်ကိုတော်မြတ်ကသစ္စာ၄ပါးတရားတွေကိုဟောတော်မူလိုက်တာဒေသနာဝတ္တနေဘုရားရှင်ကိုတော်မြတ်ဟောတော်မူအပ်တဲ့ဒေသနာတော်ဆုံးမှာသောထိုသစ္စာဗန္ဒရသေးကြီးသည်အရဟတံကိလေသာအသောခွာလျောကုန်ခန့်တဲ့ယဟန္တာဖြစ်သောဘာဘူနီကောင်းစွာမဲ့သွေဆိုင်ရောက်တော်မူခဲ့ပါပေသတည်းသစ္စာဗန္ဒယတိကြီးသည်ဘုရားတရားတော်နာလို့အဆုံးမှာယဟန္တာဖြစ်သွားတယ်။ဘာဖြစ်သွားမြတ်စွာဘုရားကအေးဘိက္ခုစေတကြံငါရှိလာခဲ့စမ်းလို့လက်မောင်းဆန့်တမ်းပြီးတော့ခေါ်လိုက်တဲ့တပြိုင်နက်တည်းခန္ဓာကိုယ်မှာဝေထားတဲ့ယသိအဝတ်တွေအကုန်ပြောင်းခေါင်းကသရုံးကြီးထုံလာတာယသိကြီးအဲ့ဒီသမ်းမင်းတွေကလည်းအကုန်လုံးရိပ်ပြီးတပိတ်ပိခရာလွယ်လို့ဝါ60ရတယ်မထေကြီးလို့တဲ့သစ္စာဗန္ဒမုတ်ဆိုးတစ်ဖြစ်လဲသစ္စာဗန္ဒယသိကြီးဟာသစ္စာဗန္ဒယဟန္တာတဆူဖြစ်တော်မူသွားတယ်ဒီတော့မှဘုရားရှင်ကိုရောမြတ်ကနောက်ဆုံးကနေလွတ်နေတဲ့ယထပြန်ပေါ်မှာသစ္စာဗန္ဒယဟန္တာကြီးကိုခေါ်တင်ပြီးတော့ဝါနိစ္စကာမရွာသို့ကြွတော်မူသွားပြီတဲ့ယထပြန်900လုံးမှာအကုန်လုံးယဟန္တာတွေကြီးပဲနောက်ဆုံးတစ်ခုလွတ်လာတာကဒီသစ္စာဗန္ဒယဟန္တာကြီးကိုပြင့်မှာမို့လို့ခေါ်မှာမို့လို့အဲ့ဒါနဲ့ဝါနိစ္စကာမရွာကိုရောက်ရွာသူရွာသားတွေကလည်းဝမ်းမြောက်ဝမ်းသာစွာနဲ့ဘုရားမူရှိတဲ့သံဃာတော်တွေကိုစောဆက်ကလူပြီးတော့စန္ဒကုနတကျောင်းတော်ရာသို့ပြဆောင်ပါတယ်စန္ဒကုနတကျောင်းတော်ရာကိုရောက်တော်မူတော့မြတ်စွာဘုရားရှင်ကိုရောမြတ်သည်အဲ့ဒီစန္ဒကုနတကျောင်းတော်ရာမှာ9ရက်တိုင်သတင်းသုံးပါတယ်အဲဘုန်းကြီးတို့မြတ်စွာဘုရားဟာမြမပြည်ကိုကြွလာတဲ့သမိုင်းထောက်ထားတွေအများကြီးရှိတယ်အဲ့ဒါ9ရက်တိုင်သတင်းသုံးပြီးတော့အဲ့ဒီမှာနေရောညာရောနေပွဲညာပွဲတရားပွဲတွေကိုဟောဖို့ညွန်ပြဆိုဆုံးမှလိုက်တာပိသတ်တေ84,009လီတဲ့တရက်ကိုတရားဟောရင်84,000အဲ့ဒီလို84,009လီ84,009လီဆိုတော့9,8,8,000နဲ့ကြွားသူကြွားသားတွေဝါနိစ္စကာမရွာသူရွာသားတွေကျွတ်တန်းဝင်ကြတယ်အဲ့တော့ဘုန်းကြီးတို့မြန်မာပြည်သားအဦးဆုံးယဟန္တာကြီး2ပါးကတပါးကမဟာပုံနာတပါးကဘယ်သူလဲတပါးကသစ္စာဗန္ဒတပါးကဘယ်သူလဲအဲ့ဒါယဟန္တာကြီး2ပါးကအထင်ရှားပဲဘုန်းကြီးတို့မြန်မာနိုင်ငံမှာအဦးဆုံးမြန်မာနိုင်ငံသားတွေသူတို့အရင်ယဟန္တာဖြစ်တာတပါးမှမရှိဘူးမြန်မာနိုင်ငံက
အဲ့ဒါ9သိန်း8,000ကုန်သောရွာသူရွာသားတွေလည်းသစ္စာတရားတွေသိလို့ကြွတန်းဝင်လို့ပြီးတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်က9ရက်ပြည့်သွားပြီ9ရက်ပြည့်သွားတဲ့အခါကျတော့မြတ်စွာဘုရားကိုလာပင့်ဆောင်ပေးတဲ့မဟာပုံဏယဟန္တာကြီးကိုခေါ်လို့ချက်သားမဟာပုံဏမင်းဟောဒီငါဘုရားရှင်ကိုရောမြတ်တည်င်းသုံးသွားတဲ့သန္တကုဏတာကျောင်းတော်ရာကြီးမှာမင်းကျောင်းထိုင်ပြီးတော့သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ပါလို့မြတ်စွာဘုရားကမဟာပုံဏယဟန္တာကြီးကိုသန္တကုဏတာကျောင်းတော်ရာကြီးကိုလွှဲပေးတော်မူပါတယ်အေးဘုန်းကြီးတို့အဲ့ဒီမြတ်စွာဘုရားမြန်မာပြည်ရောက်လာပြီးတော့9ရက်တိုင်တည်င်းသုံးသွားတဲ့သန္တကုဏတာကျောင်းတော်ရာဆိုတာအခုမကွေးတိုင်းပွင့်ဖြူမြို့နယ်လေခိုင်းမြို့မှာရှိနေတာကျောင်းတော်ကြီးကတော့ရှိတော့ပါဘူးမိခသွားလို့အဲ့ဒီကျောင်းတော်ကြီးနေရာမှာစေတီကြီးတည်ထားတာသန္တကုဏတာကျောင်းတော်ရာဆိုတာအဲ့ဒါပဲပြည်သားကြီးဟိုဝါဆိုလာကြတော့ငါးတွေလာပြီးတော့အဲ့ဒီမှာတခါတည်းငါသာသွားကြွေးကြတယ်ဆိုတာအဲ့ဒီငါးတွေကတော့ဘုန်းကြီးတို့သမိုင်းအရာကတော့အဲ့ဒီသန္တကုဏတာကျောင်းတော်ရာကြီးသန္တကုဏတာတော်ကြီးထဲမှာစောင့်နေတဲ့ဆိုလာပုံနာနဲ့ကုံတယ်တွေကိုပင်လယ်ထဲမှာတတ်တဲ့ဘလူးတွေအဲ့ဒီဘလူးတွေကငါဖြစ်တယ်လို့အဲ့ဒီလိုတော့ဆိုရှိပါတယ်ကဲထားလိုက်ပါတော့အဲ့တော့ဘုန်းကြီးတို့ဒေသနာတော်ရှိတာပဲပြောလိုက်ကြသို့အဲ့တော့အခုဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်တည်င်းသုံးသွားတဲ့သန္တကုဏတာကျောင်းတော်ရာဆိုတာ9ရက်တိုင်ဘုရားရှင်ကိုရောမြတ်တည်င်းသုံးသွားတဲ့နေရာဒါကြောင့်ဗုဒ္ဓဂယာဆိုတာဗုဒ္ဓရဲ့တည်င်းသုံးခဲ့တဲ့နေရာမြေမြမဟာဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်းဗုဒ္ဓဂယာဆိုတာရှိတယ်ဘုရားတည်င်းသုံးသွားတဲ့နေရာအခုဘုန်းကြီးတို့အိန္ဒိယသွားတဲ့ဗုဒ္ဓဂယာဆိုတော့ဘုရားတည်င်းသုံးသွားတဲ့သာဝတိဖူးရတယ်ရာဇဂိုဖူးရတယ်ဘုရားတည်င်းသုံးတဲ့ဗောဓိပင်ကြီးဖူးရတယ်ဗုဒ္ဓဂယာသွားတယ်ဆိုတာဒါပဲအဲ့တော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်းပဲဗုဒ္ဓဂယာဟာရှိပါတယ်ဓမ္မတော်ဆိုရင်အဲ့ဒီခုနတုန်းကဘုန်းကြီးပြောခဲ့တဲ့သန္တကုဏတာကျောင်းတော်ရာကြီးအဲ့ဒါမကွေးတိုင်းပွင့်ဖြူမြို့နယ်လေခိုင်းမြို့မှာအဲ့ဒီသန္တကုဏတာကျောင်းတော်ရာဆိုတာအခုတော့ကျောင်းတော်ရာစေတီဆိုပြီးတော့စေတီကြီးလုံးတော်ပြည့်ချွေသင်္ကန်းတွေကတ်ထားတာဖူးခဲ့ရပါတယ်အဲ့တော့ဘုန်းကြီးတို့အဲ့ဒီသန္တကုဏတာကျောင်းတော်ရာကြီးကိုမဟာပုံဏမထေရကြီးလက်ထဲကိုအပ်ပြီးတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်သည်ဝါနိစ္စကာမရွာမှာအပြန်နမထာမြစ်တဲ့ဗာမြစ်တယ်လေရှေ့ကခေါ်တော့နမထာမြစ်တဲ့ကနေတော်မန်းချောင်းတဲ့မန်းရွှေသက်တော်ဆိုတာအဲ့ဒါပဲပြည်သားကြီးမန်းချောင်းဘေးမှာရှိလို့မန်းရွှေသက်တော်လို့ခေါ်တာမြတ်စွာဘုရားရဲ့စက်ဘဝမြတ်စွာဘုရားရဲ့ရွှေဘဝတော်ဒီချထားခဲ့တဲ့အရာမလို့မန်းဆက်တော်မန်းချောင်းဘေးမှာရှိလို့အခုတော့မန်းချောင်းခေါ်တာရှေ့ခေတ်ကနမထာမြစ်တဲ့အဲ့ဒီနမထာမြစ်ကမ်းကိုဘုရားရှင်ကိုရောမြတ်ရောက်တော်မူတဲ့အခါကျတော့နမထာနဂါမင်းကြီးကနမထာမြစ်ထဲကနေထွက်လို့ဟဲ့မြတ်စွာဘုရားကြွလာတယ်ပူဇာစုဆိုပြီးတော့မြတ်စွာဘုရားထွက်ပူတာမြတ်စွာဘုရားထွက်ပူပြီးတော့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားမြမပြည်ရောက်တုံးကြုံတော့တပည့်တော်တို့နဂါပြည်ကိုလည်းပဲရှင်ဘုရားကြွတော်မူပါအောင်ဘုရားလို့ဆိုပြီးတော့မြတ်စွာဘုရားကိုနမထာနဂါမင်းကြီးကပင့်သွားတာတဲ့ဘုရားနဂါပြည်ကြွသွားတယ်နဂါပြည်မှာနဂါတွေကိုတရားဟောလို့ပြီးတဲ့အခါကျတော့နမထာမြစ်ကမ်းကိုပြန်ရောက်လာနဂါပြည်ကနေပြီးတော့နမထာမြစ်စောက်နဂါမင်းကြီးကမြတ်စွာဘုရားကိုမြစ်ကမ်းထိပြန်ပို့ပေးတယ်ပြန်ပို့ပြီးတဲ့အခါကျတော့အဲ့ဒီမြစ်ကမ်းနှစ်ဖူးမှာမြတ်စွာဘုရားကိုရိုသေသွားလက်ဥချီမိုးရှိခိုးပြီးတော့မြတ်စွာဘုရားတပည့်တော်တို့ရှင်ဘုရားနောက်လဲတပည့်တော်တို့မြမပြည်ကြွမှာမဟုတ်တော့ဘူးအဲ့တော့ရှင်ဘုရားကြွတော့ကြုံတော့တပည့်တော်တို့ရှင်ဘုရားကိုစားကိုးကွယ်ဖို့လို့တပည့်တော်တို့ကိုတခုခုပေးသနာတော်မူခဲ့ပါမြတ်စွာဘုရားလို့ဘုရားရှင်ကိုရောမြတ်ကိုလျောင်ထားတဲ့အခါကျတော့မှဘုရားရှင်ကိုရောမြတ်ကပရိသတ်တွေအဲ့ဒီမှာခြေတော်ရာတဆူပေးသနာတော်မူခဲ့တယ်အဲ့ဒါအောက်ဆက်တော်ရာတဲ့အဲ့ဒါဘာဆက်တော်ရာအေးဒါကြောင့်မို့လို့နံပံပါပုနိတဝနာနာဂရာဇေနယာစီတောဓာစေတိပါရာစေတိယံတိရေတတတပူဇာတုံနမတံဝါနေဆာမှာကြွခဲ့ကွန်လီသဝွန်ချီသော
ဇေယောမောင်နံတောင်ကပယံဝဲတောင်မှရှက်ဖူးရွှင်ပြောမြူလိုရှေဥပံပံပူဇော်ခံလျက်နံပရာဥမျက်နှာဖူးသို့ပပုနေတဝနံစခန်းကိုထောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ရောက်တော်မူခဲ့၍နာဂရာဇေနာတကိုးကြည်ညာဖြိုးဝေဖြာလျက်ဒေသထံပြင်းနံပရာနဂမင်းကြီးသည်ရာစီတော်နောင်လာနောင်သားတရာပွားဖို့နောင်လာနောင်သားတရာပွားဖို့ဘုရားမြတ်ထံကြောင်းခံလျက်တောင်းမအပ်သည်ဖြစ်၍တတ္တထိုကြည်စွာတန့်ရှင်းမြင်မင်းအနဝနံပရာဤတီရေဝေဖံပိုင်းခြားရေကံအနာ၌အတ္တသာထိုဖြူစွာတရာစေရနာနှင့်ဝေပြတန်ရှင်းနံပရာနဂမင်းအား၎င်းအင်းကြီးသင်္သာဘုံသုံးရသူနတ်လူမြမတပါးသောတတ္တဝါတို့အား၎င်းပူဇာတုံးကျက်ရှာစီမိတတိမုံဆွမ်းနတာပန်းတို့ဖြင့်ပူဇာတုံးကျက်ရှာတိတိစီမိတတိမုံဆွမ်းနတာပန်းတို့ဖြင့်လူရန်ရည်မြော်ပူဇော်ကြီးညိုစိတ်သောငါယံဟိတံပါဒစေတိယံအကျင့်တရားရှိခွဲပန်းစံကျဲဆုံးစွာအောက်ခြေတော်ရာစေတီတော်မြတ်ကိုတတေတိပူဇော်ကိုယ်ွယ်တကိုးကျွဲအောင်မိုးလေလာဝွန်တီထုံးမကလင်းလင်းပါလျက်နင်းပြချာထမ်းတော်မူခဲ့လေပြီတံခိတံပါဒစေတိယံထိုတရားရှိခွဲပန်းစံကျဲဆုံးစွာအောက်ခြေတော်ရာစေတီမြတ်ကိုအာယုံနာနှပြငါခန္ဓာကိုသူငါမဲခေါ်ဘုရားတပည့်တော်သည်မယံယုံနာနှပြငါခန္ဓာကိုသူငါမဲခေါ်ဘုရားတပည့်တော်တို့သည်နမေနမမိဂုံတော်ထုံမွန်းပုံတော်မှန်၍ချီမွန်းထောပနာတရာယုကျိုးလက်စုံမိုးကရှေခိုးဥညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားပရိသတ်ရဲ့အဲ့ဒီအောက်ဆက်တော်ရာဆိုတာနံပရာမြေကန်းနမူမှာနံပရာနဂမင်းကြီးတောင်းမှလို့ဘုရားရှင်ကိုရောမြတ်ကပေးသနာတော်မူခဲ့တဲ့ပါဌစေတီတဲ့ဗာစေတီတဲ့လေအဲ့ဒါအောက်ဆက်တော်ရာလို့ခေါ်ပါတယ်အဲ့ဒီနံပရာနဂမင်းတောင်းမှလို့ဘုရားရှင်ကိုရောမြတ်အောက်ဆက်တော်ရာချတော်မူခဲ့ပြီးသည့်နောက်မှာသစ္စာဗန္ဒယဟနာတရင်သုံးတဲ့တောင်းပေါ်ကိုကြွတော်မူသွားတယ်တဲ့။အိုးစန္ဒကုဏရာကျောင်းတော်ရာကြီးရေသက်ချပွဲမှာသစ္စာဗန္ဒယဟန္တာကြီးပါသွားတာသူလည်းဒီရက်ထပြန်900နဲ့ပြန်လိုက်လာတာနောက်ဆုံးရက်ထပြန်ကနေပြီးတော့အဲ့ဒီလိုပြန်လိုက်လာပြီးတော့သစ္စာဗန္ဒယဟန္တာကြီးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီတောင်ပေါ်မှာကိုင်จิตသစ္စာဗန္ဒမင်းငါနဲ့အတူတူတဝဋ္ဌိကိုပြန်မလိုက်နဲ့တော့တဲ့ဒီမှာပဲနေခဲ့ပြီတော့ဒီတောင်ပေါ်မှာတည်င်းသုံးပြီးတော့မင်းဒီတောင်ပေါ်မှာသာသနာပြုပါမဟာဗုဒ္ဓယဟန္တာကြီးကိုကြည့်ပြီးတော့စိတ်ရှိဆွဲတန်သဲကြီးခံပြုရန်သာသနာကြိုးစားပါဘယ်လိုခက်ခဲတွေပဲတွေ့ကြုံတိခံစိတ်ထားပြီးတော့သာသနာပြုတော်မူပါလို့ဘုရားရှင်ကိုရောမြတ်ကသစ္စာဗန္ဒယဟန္တာကြီးကိုသာသနာပြုတာဝန်များလွှဲအားလို့အဲ့ဒီတောင်ပေါ်မှာဘုရားကသူ့ကိုသာသနာပြုတာဝန်တွေပေးအပ်တဲ့အခါကျတော့သစ္စာဗန္ဒယဟန္တာမထေရသူများကမြတ်စွာဘုရားတပည့်တော်ရှင်ဘုရားနဲ့အတူတဝတိပြေမို့ဇေတုံကျောင်းကိုမလိုက်မပါရတော့ဘူးဆိုရင်တပည့်တော်ရှင်ဘုရားကိုနေ့တိုင်းတတိတရားနဲ့ပူဇော်ဖို့လို့ရှင်ဘုရားရဲ့ကိုယ်စားတပည့်တော်ကိုတခုခုများပေးသနာတော်မူနိုင်မယ်ဆိုရင်တပည့်တော်ကိုတခုခုပေးသနာတော်မူပါမြတ်စွာဘုရားလို့ဘုရားရှင်ကိုရောမြတ်ကိုလျောက်ထားတဲ့အခါကျတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီသစ္စာဗန္ဒတောင်ပေါ်မှာသ
စ္စာဘာနာယဟနာကြီးကိုယ်ွယ်စိကဖို့လို့ဘေသတ္တေဒိဋ္ဌံကျဲနဲ့ခြေတော်ရတဆူချတော်မူခဲ့တယ်တဲ့အဲ့ဒါကအထက်ဆက်တော်ရအဲ့ဒါကဘာဆက်တော်ရဒါကြောင့်မို့လို့သစ္စာဘာနာတတောခန္ဓဝါယာစီတော်ဒေနာတထသကနာပိဋိပါဒနာမိဓာသိတိပါရလင်္စနံနာယကောယင်မှုလှေဖောင်နိဗ္ဗာန်တောင်းသောပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်တတောထိုတောင်းမှလျောက်ရင်နံဗရနဂံမင်းသန္တာအောက်ခြေတော်ရာတဆူခြာနှင်းတော်မူပြီးသည့်နောက်မှာသစ္စာဗန္တံမိုင်းညိုကြီးမောင်ဝမ်းဝါဆောင်သည့်တောင်သစ္စာပရံထက်သို့ကန္တဝါစုံဆက်ကွန်လီဖြန့်ကြည့်တော်မူခဲ့ပြီး၍တေနာထိုတောင်မင်းအမည်ဆွဲလီပညာသစ္စာဗန္ဒမထေမြတ်သည်ယာစီတော်အရှင်ဘုရား၏နောက်တော်သို့တစိုက်တပည့်တော်မလိုက်ရပါမူပူဇော်စရာတနာပါဟုဆယ်ပြားပေါင်းစုတောင်းပန်မှုကိုအကြောင်းပြုသည်ဖြစ်၍တထာဇံကမုံရခဇလသဘေကြယုံလွယ်တို့ဖုံးကျွယ်တေသောအာနုဘောကြောင့်ဖုံးကျွယ်တေသောအာနုဘောကြောင့်ပူဇော်လေရောင်ဖူးပွင့်ဆောင်သည်ပူဇော်လေရောင်ဖူးပွင့်ဆောင်သည်ထိုတောင်သစ္စာဗံထက်၌လီကာနာပိဋိပါဒနာမိမျက်စင်းတောင်ညိုပုံဆိုမိတ်ချက်တခဲနဲ့သောကြောက်ဖြာအပြင်၌ယံပါရလင်္စနံအကျင့်အကန့်သီတံတဘုံရုပ်ဆောင်လက္ခဏာခြေတော်ရာမစေတီမြတ်ကိုတတေတိပူဇော်ကိုယ်ွယ်တကိုကျွဲအောင်မိုးလေလာဝွန်တီထုံးမကလင်းလင်းပါလျက်နင်းပြချထားတော်မူခဲ့လေပြီတံပါရလင်္စနံထိုတောင်ထိပ်သဖြင့်ပွဲကြီးရင်သည်ရှင်ပင်နှင့်အထက်ခြေတော်ရာစေတီမြတ်ကိုအဟံယုံနာနှပြငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပည့်တော်သည်မယံယုံနာနှပြငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပည့်တော်တို့သည်နမေနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြောင်းမှန်ကိုလျော၍ကရောမြတ်နိုးလက်ဆုံမိုးကရှေခိုးဦးညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားအဲ့ဒါဘုန်းကြီးတို့တရားနာပိဋကပေါင်းတော်ကောင်းတို့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကာလကကိုတော်တိုင်ကြွပြီးတော့ကိုယ်ွယ်ဖို့လို့တည်ထားဖို့လို့ချထားခဲ့တဲ့ပါဒသက်တော်ရာနှစ်ဆူတဲ့အဲ့ဒါမြန်မာပြည်သူပြည်သားတွေကံကောင်းတာပဲဟုတ်လားဘုရားကြီးဘုန်းကြီးတို့ရောက်သွားတော့အထက်ဆက်တော်ရာကြီးကစေတီကြီးနဲ့အုပ်ထားပါလေအထက်ဆက်တော်ရာဟာစေတီကြီးနဲ့အုပ်ထားတော့ဘုန်းကြီးကမေးတယ်ဘာဖြစ်လို့စေတီကြီးနဲ့အုပ်ထားသလဲအောက်ဆက်တော်ရာကတော့ဒီတိုင်းမြင်ရတယ်အထက်ဆက်တော်ရာကစေတီကြီးနဲ့အုပ်ပြီးစေတီကြီးတည်ပလိုက်တယ်ဒီဘက်ကဟာကပုံတူထုထားတာတကယ်ဘုရားချခဲ့တဲ့ဆက်တော်ရာမဟုတ်ဘူးအဲ့ဒီတောင်ပေါ်မှာစောက်ရှောက်နေတဲ့ဘုန်းကြီးကအဲ့ဒီမြတ်စွာဘုရားဆက်တော်ရာချခဲ့တဲ့ကြောက်ဖြာကြီးကိုဒီပင်တနေရာကိုရွှေ့တာဘုရားတည်းရွှေ့တော့အဲ့ဒီမှာဆက်တော်ရာကွဲသွားတာကြောက်ဖြာကြီးကွဲသွားတာမဟုတ်လို့အဲ့ဒီပေါ်မှာငုံပြီးတော့စေတီတဲပလိုက်တာအဲ့ဒီရွှေ့တဲ့ဆရာတော်လည်းမျက်စိနှစ်ကွင်းအလင်းမရဘဲနဲ့မျက်စိကွဲသွားတယ်လို့အဲ့ဒီလိုဘုန်းကြီးတို့သိကြရပါတယ်အဲရှိပါသေးတော့အဲ့တော့ဘုန်းကြီးပြောချင်တာကဘုန်းကြီးတို့မြန်မာပြည်သူပြည်သားတွေဟာဟိုးအစတည်းကကံကောင်းတယ်လင်းလုံးမင်းအောက်မှာဘုရားဖြစ်ချင်းတတဟာသံတော်မူစဉ်ကာလဒီဥက္ကလာဘက်ကတပုဒ္ဒနဲ့ဗန္လိကတို့ကုံနေကြီးနောင်တွေသွားပြီးတော့အဦးဆုံးဆုံးကရတဲ့အဦးဆုံးတရဏဂုံယူခဲ့ရတဲ့အဦးဆုံးဆံတော်ရှစ်ဆူရခဲ့တဲ့အဲ့ဒီဆံတော်ရှစ်ဆူကိုကပ္ပမှာအဦးဆုံးစေတင်ကြီးတည်ခဲ့တာရွှေတော်ဘုံဘုရားဘာဘုရားလဲဘုရားသားရဲ့အဲ့ဒီတော့တော်ပြီဘုန်းကြီးပြောချင်တာကဘုန်းကြီးတို့မြန်မာပြည်သူပြည်သားတွေကဘုံနဲ့ကံနဲ့တဘာနဲ့လာကြတာကိုကံကိုမမေ့ကြ
တို့မြန်မာမပြည်မှာလူပြည်ရတာတက်ကံကောင်းတာပဲတို့ကတကယ်ကုသိုလ်ရှင်ကြီးတွေပဲအဲ့တော့ကိုအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံကြီးကိုမမေ့ပဲနဲ့ပြစ္ဆုတ်ပါမှာလည်းပဲကုသိုလ်ကံတွေနဲ့ပေါ်ထုတ်ကြယခုဘုန်းကြီးဒီတရားကိုဟောရခြင်းရဲ့ရွယ်ချက်ပြောပြီးပါပြီမဟာပုံနာမထေရကြီးရဲ့စိတ်ဓာတ်နှလုံးသားဟာဘလောက်ကြီးညိုဖို့ကောင်းလို့ဆိုတာသာသနာပြုခရီးကြွတော်မူမယ်ဆိုတော့အဆင့်ဆင့်နဲ့မြတ်စွာဘုရားကမေးတာမင်းအခက်ခဲတွေတွေ့တဲ့အခါမှာမင်းဘလို့ဖြေရှင်းမလို့ဆိုတာကိုအဲ့ဒီလိုမဟာပုံနာတို့ရဲ့စိတ်ဓာတ်မျိုးကိုမွေးပြီးတော့အလုံးသောဘုန်းကြီးတို့ဗုဒ္ဓဘာသာသူတော်စင်များဘာသာရေးသာသနာရေးဆောင်ရွက်တဲ့နေရာမှာခန္တီတရားလက်ကင်ထားပြီးတော့ဆောင်ရွက်နိုင်ကြပါစေမဟာကာမဝါနိစ္စရွာကမဟာကာမဝါနိစ္စသာရွာသားအရှင်မဟာပုံနာကြီးရဲ့ထုံးကိုနှလုံးမူပြီးတော့သာသနာပြုလုပ်ငန်းတွေဆောင်ရွက်နိုင်ကြပါစေလို့ဆိုတဲ့ဒီရွယ်ချက်ဖြင့်ခဏိခေါ်တော်ဝါနိစ္စကာမနှလုံးသားဆိုတဲ့တရားဒီမှာနေပြီးပါပြီလို့ဟုတ်ပြီလားဘုရားကြီးကဲဆိုလိုက်ပေါ့ဗုဒ္ဓသာသနာနေလို့လင်းဖို့ဘာသာအသင်းတို့ဆောင်ရွက်နေအသင်းဆိုတာလူတွေများလို့ဒီခံတရားတော်လူအပ်ပေတိမခံနိုင်လျင်ထိုအသင်းမှာလူတွေချင်းချင်းမညီညွတ်ပေမညီညွတ်ရင်ဘာသာအသင်းမှာအချိန်တိုတွင်ပျက်စီးမလေရှင်ပုံနာလိုစိတ်ဓာမွေးလိုသာသနာရေးမှုကြိုးစားလေခန္တီတရားလက်ကင်ထားကျင့်သွားနိုင်ပါစေအဲ့ဒါကြောင့်ဝါနိစ္စကာမနှလုံးလှသွန်ပရောင်ဝါတည်တတ်နိုင်ပေတာဗုဒ္ဓသာသနာနေလို့လင်းဖို့ဘာသာအသင်းတို့ဆောင်ရွက်နေအသင်းဆိုတာလူတွေများလို့ဒီခံတရားတော်လူအပ်ပေတိမခံနိုင်လျင်ထိုအသင်းမှာလူတွေချင်းချင်းမညီညွတ်ပေမညီညွတ်ရင်ထိုအသင်းမှာအချိန်တိုတွင်ပျက်စီးမလေရှင်ပုံနာလိုစိတ်ဓာမွေးလိုသာသနာရေးမှုကြိုးစားလေခန္တီတရားလက်ကင်ထားကျင့်သွားနိုင်ပါစေအဲ့ဒါကြောင့်ဝါနိစ္စကာမနှလုံးလှထွန်းပရောင်ဝါတည်တတ်နိုင်ပေတာသေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆပါတိတောဒေနာသဗ္ဗေဒုက္ခယန္တုဇနာဣဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟတသုတယံဘူကိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာယတပါတိတောထံကရိုင်းဘယပြပြသာသာထိကရုပ်ဆိုရေဟောကြားအပ်သောအယံဓမ္မောမဟာပုံနာထေရအပါဒံလို့ခေါ်ဆိုအပ်သောဝါနိစ္စကာမနှလုံးလှလို့အမည်ပေးထားသောဝါရွှေဆက်တော်ဖရာသမိုင်းလို့ခေါ်ဆိုအပ်တဲ့ဣဓမ္မကထာဒေသနာတော်များကိုမေမယံကသည်ဒေတိတော်ဒုဒကာဒကမတွေသိစေမစေကျင့်ကြနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီ